လို့အောင်ဆန်းစုကြည်ကြိုက်လဲလိုက်เสียမလို့မှားနေရင်ပြင်မယ်မကောင်းဘူးထင်ရင်ပြင်မယ်လွဲနေရင်ပြင်မယ်ရှင်းလားဟိုလူကြိုက်ဒီလူကြိုက်လိုက်လို့နေကြမလို့လူပုဂ္ဂိုလ်ကအမှန်မဟုတ်ဘူးအမှန်တရားကအမှန်တော့ပါပြီနော်အဲ့တော့သူ့ကြိုက်ငါကြိုက်လို့ရမှာလားအမှန်တရားဖြစ်အောင်ကြိုးစားရမှာလားအမှန်တရားဖြစ်အောင်ကြိုးစားပါရိုးရိုးလေးပြောမြန်မာတနိုင်ငံလုံးစနစ်ဆိုးကြီးတဲ့နေလာခဲ့တာစနစ်ဆိုးလားကောင်းလားနေတို့တနိုင်ငံလုံးချမ်းသာနေလားမွဲနေလားအထက်တန်းရောက်နေလားအောက်တန်းရောက်နေလားဒါဖြင့်ဒီတိုင်းပဲသွားမလားပြင်မလားပြင်ပါမယ်ဒါကြောင့်ပြင်ဖို့လုပ်နေတာပေါ့ရှင်းနေတာပဲဖြေရသဘောပေါက်လားအဲ့တော့နေတို့ရေလိုက်ငါးလိုက်ဗုဒ္ဓဘာသာပဲဖြစ်အောင်လုပ်မလားထိုးကြွတဲ့ဗုဒ္ဓဘာသာတွေဖြစ်အောင်ပြင်မလားထိုးကြွတဲ့ဗုဒ္ဓဘာသာတွေဖြစ်အောင်အေးငါဒီလိုစနစ်တကျပြင်ပေးနေတာကိုနောက်ကကန့်လန့်တိုက်ခြင်းနဲ့ဘုန်းကြီးတွေကဆရှိသေးတယ်အမလေးဘာရှင်ပြပြောတော့ဘာဖြစ်တော့ကုသိုလ်တော်ရသေးတယ်ကုသိုလ်မရဘူးအတိတ်ပဲမဲ့နေတယ်လူလေကောင်အဆက်ကွဲနေတယ်ပညာရှိတွေကြည့်ရင်အဆက်ကွဲနေတယ်ဆရာသမားတွေပါအသုံးမကျဘူးဆိုတဲ့အဖြေထွက်နေတယ်နေလို့ဘာရှင်ဖျားလေးထဲတာလူတို့သူတို့ကပေါ့ပေါ့လေးလို့ထင်နေတာဘာအတိတ်ပဲမှမသိပဲလုပ်နေတယ်ဆိုတဲ့အဖြေကိုသူတို့နားမလဲဘူးအခုသိပလားသိပါပြီဗျာကဲတော့မသိပဲလုပ်ရတာနဲ့သိပြီးလုပ်ရတာဘယ်အတိတ်ပဲရှိတယ်သိပြီးလုပ်ရတာအတိတ်ပဲရှိတယ်အေးအတိတ်ပဲရှိတယ်အယတာရှိတယ်အနှစ်သာရရှိတယ်နောင်အမတ်တာသူများခိုင်းနိုင်မလို့နဲ့အတိတ်ပဲသိပြီးမှလို့ငယ်ငယ်လေးကလေးရင်ဘုရားတန်ခါရှိမှဘုရားသီလခံယူစောင့်တည်တယ်ဒီလိုဆိုဟုတ်ပြီကိုယ့်အကိုစောင့်တည်ရင်ဘယ်လိုလုပ်ရမလဲဘုန်းကြီးမေးတယ်ဟေးမင်းလို့မေးတယ်လူမရှိဘူးတဲ့ဘယ်မေးမလဲအုံနောက်မှမရှိကြဘူးမေးဘူးလို့ကျုပ်ကမေးတယ်ကျုပ်ကလုပ်ရမလဲဘယ်လိုလုပ်ရမလဲမသိရင်မေးတယ်သင်ထားတယ်သိချတော့ပေါ့ဘူးလားဟုတ်ပါတယ်ဗျာကျေရောကျင်တတ်သလားကျင်တတ်ပါတယ်ဘုန်းကြီးကြော့ခိုင်းတာအစားငယ်တော့ကကျွတ်တို့ဒူးထောက်ပြီးမကြော့ဘူးကြော့တယ်ဘာလို့ကြော့မှာသူလဲလူကျုပ်လဲလူဘာလို့ကြော့မှာအလွယ်တကူဒူးမထောက်နိုင်ဘူးဒီဘုန်းကြီးဘာလို့ကြော့ရလဲကျုပ်ကပြောတော့ပါလားပါပါအဲ့ဒီသီလကုံသမာဓိကုံပညာကုံဆိုတာလေနောက်မှအဓိပ္ပာယ်သိအောင်ဖြည့်ရှင်းပြီးတော့ကြာကြာနာနာဒါကြောင့်ကြော့တိုက်တယ်လို့သိမှကြော့တာလူသူများကြော့ခိုင်းတယ်ကျုပ်မကြော့ဘူးတော့ပေါ့တယ်နော်ပါပါအဲ့တော့ခုရမ်းလောက်ကြမလားသိပြီးမှလုပ်မလားသိပြီးမှလုပ်ပါမယ်အဲ့တော့အဓိပ္ပာယ်ရှိရှိစက်သိရရှိရှိလုပ်ကြအောင်ကစမယ်ယမဟာဝရမိတံဝရိထအာမဂန္တိနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံဘိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံဘိဓမ္မံတရဏံဂစ္ဆာမိဒုတိယံဘိသံဃံတရဏံဂစ္ဆာမိယံဘိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံဘိဓမ္မံတရဏံဂစ္ဆာမိဒုတိယံဘိသံဃံတရဏံဂစ္ဆာမိတတိယံဘိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံဘိဓမ္မံတရဏံဂစ္ဆာမိတတိယံဘိသံဃံတရဏံဂစ္ဆာမိတတိယံဘိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံဘိဓမ္မံတရဏံဂစ္ဆာမိတတိယံဘိသံဃံတရဏံဂစ္ဆာမိကဲမေးတော့မယ်သတိထားပြီးဖြည့်တိတရဏဂမနံပရိဘုံနံအာမဂန္တိပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျာမစရိယာဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျာမစရိယာဝေရမဏိသိက္ခာပရံသမာဓိယာမိ
Mudha Wada Viramani Dekha Padam Samadhiyami Mudha Wada Viramani Dekha Padam Samadhiyami Durami Raya Misa Bhamadathana Viramani Dekha Padam Samadhiyami Durami Raya Misa Bhamadathana Viramani Dekha Padam Samadhiyami Vikala Bhosana Viramani Dekha Padam Samadhiyami Vikala Bhosana Viramani Dekha Padam Samadhiyami Nissa Gita Wadita Vidhuka Dathana Malaganda Vilebana Dharana Mandana Vibhudana Dhana Viramani Dekha Padam Samadhiyami Osadayana Mahadayana Viramani Dekha Padam Samadhiyami Sividam Sasa Manobi Dekha Padam Nasa Zami Ijambe Bonya Adawakayam Wahang Hodu Imam Bonya Bagam Daba Dadanam Dima Tidarane Nada Tinga Damanagadam Ubodata Brahmata Dilam Tarugang Gadawa Dhammam Abhamadina Tampadita Amabandi Buddha Dukhi Purite Sarando Darupamayam Yasama Dali Padamde Kete Adi Dolavam Pade Nyani Dura Adi Yakin Lama Kiezo Kono Jowa Damosago Obya Tonte Malaturi Chiguro Taken Utu Mengala Siaro Taken Tumia Paya Uda Dukhi Tanara Male Yaganaru Nijarajau Chiarale Dukha Vapaya Soyu Swatu Mana Gola Nyo Chukha Kwamachara Jau Oyarale Dukha Vapaya Deji So Matamanu Gola Nenga Pi Chokwa Mayara Jau Nayarale Dukha Vapaya Babise Ayung Yo Gola Khong Suga Kwamachara Jau Teyarale Dukha Vapaya Edilo Tiona Teve Vesudu Dukha Budo Chen Orite Yesayan Nimala Bebya Runya Lomo Tijala Guado Tandare Wobong Kai Tandra Jirenai Sarande Sarando Shea Malalega Panaye Matia Tuala Tilega Nijaya Bagundo Hayari Rodrigo Maruri Maya Tandra Munya Wutakama Julam Yosa Kadi Rodrigo Maruri Dani Idani Hey Zuala Wipatanahu Jumya Vidau Akagawin Huingam Jona Yaku Kanai Tanukam Yote Nyutwa Utu Mingala Sipiyai Chibawano Yishiro Runai Usikida Kaumuzwa Yasama Tandra Wutwema Chulu Yamam Tiado Nyadamakango Webanga Paisa
ဆရာတော်တခင်ရှင်သူမြတ်ဖရာတော်ဒေဝနာပရိယသုံးတို့တဲ့ပရိပတ်တဖို့ကျင့်မောင်စခန်းလို့မြို့ရွာပြည်နယ်မှာမြတ်ပြီးတော့ကျင့်ရဟဲကျင့်ရဟဲအထုံးရဟဲလို့ဆုံးမညုံပြကမ္မထာနာစရိယဓမ္မဂတိကဘုဒ္ဓမင်္ဂလာဆရာတော်ဖရာဒီအတိတုံလာပါဘဝမြတ်စွာကဗ္ဗနန္ဒကုံလုံးကြတော့လေတခါတရားမြတ်နာကြရခဲရလာစွာတော့ယုတ်တမနန္ဒဖြာခန္ဓာငါးခုပရမတ္ထတရားသူတို့ဒေတေဟိလေသစ္စာဒေသနာတရားကိုလားမေတ္တာစေတနာတွေထားပြီးတော့ချွေလက်ခပရိသတ်စကားတို့ဖြင့်ဩကြတော်မူပါကျေးဇူးတော်သခင်ပုတ္တမင်္ဂလာအရှင်သူမြတ်ဖရာဒေတေဟိဖရာကျက်ဒေသနာအာသယုတာပွားလိုက်ပေးရအမြတ်တတိုက်ဝိနည်းတို့တေချာရတော်အမရရသေးဖို့ဝေဝေစာသာဟောကြားပြတာသုံးမတော်မူပါသာရဏဇာနီတာဂိနွယ်ဘွားကျေးဇူးတော်သခင်အရှင်သူမြတ်ဖရာသာဓုသာဓုသာဓုပါဗျာငါစာရွက်တွေဝေထားလားဝေထားလားဝေထားရင်အဲ့ဒီစာရွက်တွေကိုကြည့်လိုက်စာမျက်နှာနှစ်မှာစာရွက်ကလေးတွေဝေထားရင်ထုတ်ဘာစာရွက်တော့ပြန်လာငါစာရွက်ကိုဟုတ်လားမင်းတို့ဝေခြင်းနဲ့စာရွက်ဝေပြီးငါစာရွက်ဝေတယ်ပြောတယ်ဘာစာရွက်ဝေရကဲပြီးအောင်ဘာမှမရှိဘူးဘာမှမရှိစကြစို့ကဲဒီထဲမှာကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယနဲ့တရားဓမ္မတွေနာကြားအထုတ်ဖူးတဲ့ပုဂ္ဂိုလ်တွေပါလားပုဂ္ဂိုလ်ဝိပဿနာယောဂီတွေလေပါရင်မူလနှစ်ဖြာလင်္ကာဆောင်ဖို့ရကြလားကဲဒါကျေးဇူးရှင်ဧကမပန္နိတဘုရားဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်သောအဖြစ်မူလနှစ်ဖြာလင်္ကာဆောင်ဖို့လေးကိုညီညာဖြတ်ပြရွတ်ဆိုပူဇော်ရအောင်မူလနှစ်ဖြာသစ္စာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရားဘုံများနေသုံးပါးအစနှစ်ရမူလဝတ်သုံးဝါကိုကာလသုံးပြ820ဤရှိသွေကိုအလွယ်ပြတ်မှသိစေအပ်သည်တန်ခါရမလူကြောင့်ဒီသာဓုသာဓုသာဓု
တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2562ခုနှစ်ကောဇာသက္ကရာ1380ပြည့်နှစ်ပြာတပေါင်းလပြည့်ကျော်2ရက်ဟုတ်တယ်နော်မရေးထားတဲ့စာရွက်ကကမောက်ကမပဲခရစ်နှစ်2019ခုနှစ်3လပိုင်း22ရက်နေ့ညကျေးဇူးတော်ရှင်အေကမပန္နိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဧရာဝတီတိုင်းဝါခေမမြို့နယ်ပြည်သူအာကစားကွင်းအတွင်းဓမ္မပူဇနီယနေရာဌာန၌ဝါခေမမြို့နယ်ဂောဇကံအတွင်းတရင်သုံးစံပြော်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်ထေအရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍သံဃာဒါနလူငယ်ဆွမ်းလောင်းသိန်းကြီး6နှစ်ပြည့်အထိတ်မှလူရန်ပူဇော်အပ်သောဓမ္မပူဇနိယအခါကာလဒုတိယညတရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနားတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကုတယံဘူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျဉ်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးသတ္တဝါဝေနေယအပေါင်းတို့အားသစ္စာရေအေးအမြိုက်စေတော်တို့ကိုတိုက်ကြွတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောတမ္ပံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2562ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းဆောင်းလျှောက်တော်မူလာကြကုန်သောသံဃာသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အိဋ္ဌရောက်သွားခဲ့ကြပြီးဖြစ်သောဝိသဖခင်ကျေးဇူးရှင်ကြီးနှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်အေကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဥစဉ်ဤမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယ
ဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေသောကဲအလုံးဦးဇင်းတို့တော်ကောင်းတို့တွေတရားဟောတရားနာတရားလူတော်မစခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားပူဇော်သောအဖြစ်ဦးဇင်းကကင်းကာဝါလူသဲစုမကပွင့်တော်မူသွားကြသောမြတ်စွာဘုရားရှင်တိုင်းမြတ်စွာဘုရားရှင်တိုင်းဟောကြားဆုံးမခဲ့တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်မယ်ဒုရဂဓမ္မအားလုံးကလက်ဟုတ်ချီပြီးတော့အာယုံပြုငါတို့သည်ဘုရားရှင်တိုင်းဘုရားရှင်တိုင်းဆုံးမခဲ့တဲ့အဆုံးအမဩဝါဒကထာကိုငါတို့နားနဲ့ဆက်ဆက်ကြားနာပူဇော်ခွင့်ရပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗပါပတ္တအကရဏံကုသလတ္တဥပသမ္ပဒာသစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနံခန္တီပရမံတပောတိတိခာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပစီတောပရုပဂာတိနာသမနောဟောတိဝိဟိထယံတောအနုပဝါဒောအနုပဂါဒောပါတိမောက္ခေသသံဝရောမတ္တေညုတာသဗတ္တသမိန်ပန္တင်သတယနာတနံအဓိစိတ်တေသအာယောကောဣတံဗုဒ္ဓနာသာသနံဩဝါဒပါတိမောက္ခေအခါတာရောယေသဗုဒ္ဓအတ္တိတာသယေသဗုဒ္ဓအနာဂတာပိစုဗန္နာသယေဗုဒ္ဓသဗ္ဗေဝန္ဒာမိတေအဟံသဗ္ဗပါပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတ္တကုသိုလ်ကိုယာဥပသမ္ပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောတပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနာကြီးစွာသောအဆုံးအမတော်သည်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီသီခံခြင်းခန္တီသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟု၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပဂာတိသူတစ်ပါးအသက်ကိုတပ်ဖြတ်လေရှိသောသူသည်ပပ္ပစီတောယဟံမည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟေထယံတောကိုစိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်တမနောဗုဒ္ဓဤတပိသာသာဝကမြည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမနှိမ့်ဆက်ခြင်းသည်၎င်းပါတိမောက္ခေအကြီးမှုဖြစ်သောကာယဝစီမနောသုံးလီသောသီလတို့၌
တံဝရောစကောင်းစွာဆောင်စည်းခြင်းသည်၎င်းဗတ္တသမိန်ဆွမ်းဘောဇင်ဤမတ္တိညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းပန္တင်စသယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအဓိစိတ်တည်စိတ်ကိုအစိုးရခြင်းတည်းဟုသောအဓိစိတ်ဓာသိက္ခာပဒ၌အာယောကောစလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဧတံဤအဆုံးမပေါင်းတို့သည်ဗုဒ္ဓနံပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနံကြီးစွာသောအဆုံးအမတော်တည်းဩဝါဒပါတိမောက္ခေဤဩဝါဒပါတိမောက္ဒေသနာသုံးဂါထာတော်တို့ကိုအခါတာရောသဗ္ဗညုတရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောအတ္တိတာဂင်္ဂဝါလူသေစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တန့်ဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်အရှင်မေတ္တေယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပိစုပ္ပန္နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းတန်တိထင်ရှားပုံသေးရှိတော်မူကြပါပေကုန်၏အဟံယုတ်နံနှဖျားငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပိတော်သည်သဗ္ဗေခသိင်ဥဒ္ဒုံအလုံးစုံကုန်သောတေဗုဒ္ဓေဩဝါဒပါတိမောက္ဒေသနာသုံးဂါထာတော်တို့ကိုသဗ္ဗညုတရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တန့်ပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ့်ချယိုကျိုးလက်ဆုံးမူ၍ရှိခိုးကြောပါဤမြတ်စွာဘုရားကဲအလုံးတို့တရားဓမ္မတွေဒီနေရာဒီဌာနဒီကွင်းမြင်ကြီးထဲမှာသူတော်ကောင်းတို့အလုံးခုလို့စုဝေးပြီးတော့လာရောက်ကြတာဘာလို့ကြမလို့တရားနာကြမလို့နော်တရားဘာလို့ဖို့နာတရားနာတာဘာလို့ဖို့ကုသိုလ်လိုခြင်းလို့ကုသိုလ်များကွယ်ဒီထဲအထိဒီလိုလာပြီးတော့ကွင်းမြင်ကြီးတဲ့ဆိုဆွနဲ့ထိုင်เสียမလိုပါဘူးကိုယ်အိမ်နဲ့ကိုယ်ထိုင်ဘုရားကြောနေလဲကုသိုလ်မရဘူးလားရေချမ်းကပန်းကစီမိကပရိတ်ရော့ပဋ္ဌာန်းရော့မရဘူးလားတရားနာတရားထိုင်မရဘူးလားရရတဲ့ဘာလို့ဒီထဲလာတိကျလို့ပါဗျာဦးဇင်းမေးတာအကြောင်းရှိပါတယ်နော်ဦးဇင်းကလည်းတရားဟောဖို့ဒီကွင်းမြင်ကြီးတွေကိုလာတာသူတော်ကောင်းတို့ကလည်းတရားနာမလို့စောင့်နေကြတာဒါသိပြီးသားပေါ့
သိရတဲ့နဲ့ဒီကိုယ်တော်ကြီးဘာလို့မေးတာလဲစောစောကဥစဉ်တို့သီလပေးတော့ကဖြစ်စဉ်လို့ပဲဥစဉ်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တော်တော်များများဟာလုံရုံးလုံစင်လုံနေကြမို့လို့ရေလိုက်ငါးလိုက်လုံနေကြတာများတယ်တကယ်လုံရဘာကြောင့်လုံရတယ်ဘယ်အကျိုးငါလုံရတယ်ဆိုတာဂဂနနသိတဲ့လူနဲ့မသိတဲ့လူဘယ်တဲ့ကများအဲ့ဒီမသိတဲ့လူများလာလို့ဒီနေ့ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုကိုးကွယ်စိတ်ကပ်သူတွေတိုးတက်နေသလားဆုတ်ယုတ်နေသလားအခုမြန်မာနိုင်ငံကြီးကသက်တည်ပဲကမ္ဘာအလယ်မှာအထင်ကရဗုဒ္ဓဘာသာထေရဝါဒ9နိုင်ငံလို့ပြောပေမဲ့ထေရဝါဒပိပိသတ်သလေးကျန်နေတာမြန်မာနိုင်ငံတနိုင်ငံတည်းပဲရှိတော့တယ်အဲ့ဒါလို့ကဘာကလည်းသိထားတယ်ဒါပေမဲ့အဲ့ဒီထေရဝါဒစစ်ကျန်နေသေးတယ်လို့ယူဆရတဲ့ဒီတိုင်းပြည်မှာတကယ်သက်သေခံအကျိုးရလဒ်တွေဆိုတာလက်ရှိသူတော်ကောင်းတို့ဘဝအခြေအနေတွေဟာသူတော်ကောင်းတို့ကိုးကွယ်နေတဲ့ဘာသာတရားရဲ့ပြရုပ်တွေပဲအဲ့တော့ဒုဗုဒ္ဓဘာသာဆိုတာကဘယ်ပေါ်မှာအခြေခံတာလဲကောင်းတယ်အဲ့လိုမဖြေနိုင်လေကျုပ်တို့အရှက်ရလေပေါ့နော်တရားဟောဘုန်းကြီးတွေအသုံးမကျဘူးဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်အဲ့နင်တို့ကတော့ဘာမှမဖြေနိုင်ဘူးနော်ငါပြောရင်မှားတော့မယ်ဒီနေ့အမှားကင်းအောင်ပြောမှာပေါ့လေနော်အဲ့တော့ဘုန်းကြီးတွေကတော့ဆုံးဝသင်္ကန်းတွေလှနေတာပေါ့လေနော်ဒါပေမဲ့ကျောင်းကြီးတွေကံကြီးတွေလှတယ်ကြီးညိုစရာသိကောင်းဒါပေမဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတော်တော်များများတော့ဘာမှမသိတာများပါတယ်အဲ့တော့ဗုဒ္ဓဘာသာရဲ့တကယ်အခြေခံကမြတ်စွာဘုရားရဲ့အဆုံးအမကိုအခြေခံတယ်ပြောဗုဒ္ဓဘာသာလို့ဆိုရင်မြတ်စွာဘုရားအဆုံးအမကိုသိရမယ်မြတ်စွာဘုရားအဆုံးအမမသိဘဲနဲ့ဗုဒ္ဓဘာသာလို့ပြောလို့ရမလားအဲ့တော့မြတ်စွာဘုရားအဆုံးအမပေါ်မှာအခြေခံတော့မြတ်စွာဘုရားအဆုံးအမသာသနာတော်သာသနာဘယ်နှရက်ရှိလဲသာသနာ3ရက်ပါလေအိုးရောက်ကျိုးရောက်မပြောနဲ့သီလသာသနာသမာဓိသာသနာပညာသာသနာပြန်ပြောသီလသာသနာသမာဓိသာသနာပညာသာသနာပါဗျာသီလနဲ့ပတ်သက်တဲ့အဆုံးအမသမာဓိနဲ့ပတ်သက်တဲ့အဆုံးအမပညာနဲ့ပတ်သက်တဲ့အဆုံးအမမရှိဘူးလားရှိပါဗျာအဲ့တော့အဲ့ဒီစံနှုန်းနဲ့တိုင်းကြည့်လိုက်ဒီနေ့ကမ္ဘာအလယ်မှာမြန်မာနိုင်ငံဗုဒ္ဓဘာသာကိုးကွယ်တဲ့ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးလို့သတ်မှတ်ထားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေသီလနဲ့ရှင်ကြည့်ရင်ကျင့်ဝတ်စည်းကမ်းတွေနဲ့ရှင်ကြည့်ရင်မြန်မာနိုင်ငံသည်ကမ္ဘာအလယ်မှာအထက်တန်းရောက်နေလားအောက်တန်းရောက်နေဩဒီလိုတော့သိတာပဲနော်လက်အစားဆုံးတိုင်းပြည်ဗယံပရာအနိုင်ဆုံးတိုင်းပြည်ပညာရှင်တွေကိုယ်တိုင်သိက္ခာမဲ့နေတဲ့တိုင်းပြည်အင်ဂျင်နီယာသိက္ခာမရှိလို့နင်တို့တရားကြီးချိုးထားတာသာကြည့်နော်တခိုးတွေအင်ဂျင်နီယာဖြစ်နေတော့အင်ဂျင်နီယာကျင့်ဝတ်ကိုမဆောင်ထိန်တော့ဘယ်အဆောက်အုံမှအဆင့်တန်းမိတာမရှိဘူးဒီတိုင်းပဲမင်းတို့ပညာတတ်လို့မင်းတို့နိုင်ငံကသတ်မှတ်ထားတဲ့ဆရာဝန်မှန်သမျှဆရာဝန်တော်တော်များများကလည်းကျင့်ဝတ်သိက္ခာကိုစွန့်လွတ်လိုက်ကြပြီအောက်ထစ်ဆုံးဖြစ်တဲ့အသက်ရှင်ဆုံးအသက်မွေးဝမ်းကြောင်းလို့ယူဆရတဲ့
ကျောင်းဆရာဆရာမတောင်သိက္ခာပျောက်သွားအဲ့တော့ဈေးသည်အစကျောင်းဆရာဆရာမအဆုံးသိက္ခာမဲ့နေတဲ့တိုင်းပြည်အဲ့ဒါသီလကိုတန်ဖိုးထားလို့လားတန်ဖိုးမထားလို့လားသီလအကြောင်းတကယ်သိလို့လားမသိလို့လားအဲ့ဒါသာသနာတကယ်တော့မြန်မာနိုင်ငံကအမိခံတက်တက်ပဲရှိတော့တာသီလကျင့်ဝတ်တွေအသေးသေးဖောက်ဖျက်ကုန်ကြတော့မြတ်စွာဘုရားအဆုံးအမကိုမသိသူမလိုက်နာသူတွေလို့အတိပ္ပယ်မရောက်ဘူးလားအဲ့တော့သီလမှပြက်ပြီဆိုမှတော့တမာတိဆက်မေးเสียမလို့တော့တမာတိရှိတဲ့လူနဲ့မရှိတဲ့လူဘယ်ရင်ကများသီလပြက်တာတမာတိမရှိတော့ဘူးသီလပြက်ပြီဆိုကြတဲ့တမာတိရှိเสียမလို့တော့အဲ့သီလတမာတိမရှိဘူးဆိုတာပညာရှိတယ်လို့ပြောသလားပညာမဲ့သွားပြီလို့ပြောတယ်ပညာမဲ့သွားလို့မြန်မာနိုင်ငံသူနိုင်ငံသားလမ်းပေါ်မှာလဲလမ်းစည်းကမ်းနဲ့အညီမသွားတတ်ဘူးအမိုက်တောင်ဘယ်လိုစနစ်တကျပြည့်ရမှမသိဘူးကြံတာဆိုတာတော့ဝေးတော့ဘာမှပြောမနေနဲ့တော့အခုအစားတော့ဘယ်လိုအန္တရာယ်ကင်းအောင်စားရမယ်အာဟာရဖြစ်အောင်စားရမယ်ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုယ်နိုင်ငံဘယ်လိုကာကွယ်ရမယ်ဘယ်လိုစောင့်ရှောက်ဘာမှမသိတော့ပညာမဲ့တဲ့တိုင်းပြည်နိုင်ငံတကာကအစိတ်တောင်မှန်သမျှအကုန်သွင်းလာတဲ့မျိုးစေ့မမှန်အခုနင်တို့စဘာမျိုးရင်းတောင်ဘယ်သွားရှာမှမသိဘူးစဘာလောဘတကြီးနဲ့ရှောက်ပြီးတော့ထင်ရရှောက်ဆိုင်နေကြအဲ့စားနင်တို့စိုက်တဲ့ဆန်စားမရတော့ရှင်းလားတဘောပေါက်သလားအဲ့တော့အခုတရားဘာဒီနေရာဘာလို့ဖို့လာနေတာလဲလို့ငါမေးနေတာမေးချင်လို့မေးတာမဟုတ်ဘူးတရားလာနာတာသိတာပေါ့တရားဘာလို့ဖို့နာတာလဲတိတရားနာတယ်ဆိုတာသိအောင်နာရတယ်တရားသိဖို့တရားနာတာဟုတ်ပြီနော်အဲ့ဒီသိဖို့အရင်ဘာလုပ်အောင်မလို့ဆိုမှတ်မိအောင်လုပ်အောင်မယ်အဲ့တော့တရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိဖို့ပဲမှတ်ထားနော်တရားနာတာမှတ်ဖို့ပါပြောမှတ်တယ်ဆိုတာသိဖို့ပဲသိတယ်ဆိုတာကျင့်ဖို့ပါကျင့်တယ်ဆိုတာဆောင်ဖို့ပဲတရားဆောင်မအောင်ရမယ်ပြန်ပြောစမ်းတရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိဖို့ပဲသိဖို့ပဲဘာမပါနဲ့ဘာလည်းကြီးမသွားနဲ့တရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိဖို့ပဲဆိုတော့လုပ်ငန်းစဉ်တစ်ခုတရားနာပြီးမှတ်ထားမှတ်ပြီးရင်သိအောင်တရားနာပြီးရင်ကိုယ်တိုင်ပြန်ပြီးတော့ကြံစတွေးတောစီစစ်ဝေဖန်လေ့လာသုံးသပ်နာမည်ကြီးတဲ့ဘုန်းကြီးပြောသွားလို့ဆိုလည်းခင်ဗျားတို့မယုံလိုက်နဲ့မနေ့ကဘွဲရတဲ့ကိုတော်ကြီးပြောလို့ဆိုလည်းမယုံနဲ့လူဘွဲဘယ်လိုရတာမှမသိပဲသဘောပါသလားကျေရောကျေတတ်သလားဘွဲရကိုတော်ကြီးပြောလို့ပဲဆိုတော့လေယုံသင့်သလားရမယုံနဲ့ဒီနာမည်ကြီးတဲ့ကိုတော်ဘယ်လိုလုပ်နာမည်ကြီးနေမှမသိဘူးနာမည်ကြီးတယ်ဆိုတာကျုပ်ကပြောပြအောင်မယ်ဥဒုမလနာမည်ကြီးအောင်သိလို့တတ်တာအဲတက္ကသိုလ်တက်တော့ကျောင်းတစ်ကျောင်းမှာကျောင်းသားတွေအများကြီးဗျကိုယ်စင်းတို့နိုင်ငံခြားသွားတော့အမေရိကတက္ကသိုလ်တွေအင်္ဂလန်ကတက္ကသိုလ်တွေနောက်ဂျပန်အစရှိတဲ့နိုင်ငံတကာတက္ကသိုလ်တွေသွားကြည့်တော့တက္ကသိုလ်မှာဆရာတယောက်ကိုအနည်းဆုံးကျောင်းသားအများဆုံးမှာကျောင်းသား9ယောက်ဒီလောက်သင်ပေးတာကျုပ်တို့တဲ့ရတော့ဆရာတယောက်ကိုကျောင်းသား900လောက်သင်လာတာအဲ့တော့အဲ့ကျောင်းသား900ဆရာဒီ900တဲ့ကနေကျောင်းသားတယောက်ကိုဆရာသိဖို့လွယ်လားမလွယ်တော့ဆရာသိအောင်လုပ်ချင်ရင်ဘယ်လိုလုပ်ရမလဲကျောင်းမှာထင်ရှားအောင်ဘယ်လိုလုပ်အေးအလွယ်ဆုံးနည်းကဆိုးပြတာပဲနော်စာတော်အောင်လုပ်ရင်လည်းဆရာသိတယ်လိမ္မာရင်လည်းဆရာသိတယ်ဆိုတော့လိမ္မာရင်သူတို့လက်အောက်ရောက်သွားတယ်အဲ့တော့သူမင်္ဂလာလိမ္မာတဲ့လမ်းကိုမရွေးဘူး
နော်မိုက်တဲ့လမ်းဆိုးတဲ့လမ်းကိုရွေးတော့သူတို့ဆရာတွေကကျုပ်ကိုကြောက်တယ်ကြောက်လဲကြောက်တယ်သိလဲသိတယ်ဒါကြောင့်လုံးကျုပ်မသိတယ်လို့မရှိဘူးအဲ့တော့ဘာဖြစ်လို့ဆိုတော့ဆိုးအောင်ဆိုးတဲ့လမ်းကိုရွေးပြီးတော့ဆိုးအောင်လုပ်ပြလိုက်တော့သိသွားထင်ရှားအောင်လုပ်တယ်ဘုလည်းသူ့မင်္ဂလာနာမည်ကြီးနေတယ်ဆိုတော့လူဆိုးမို့လို့နာမည်ကြီးနေတာအဲ့တော့ရမ်းပြီးမယုံနဲ့အောင်ရှင်းသလားတရားနာပြီးရင်ဘာလုပ်ရမလဲမှတ်ထားအောင်မှတ်ထားတရားနာပြီးရင်ဘာလုပ်မလဲမှတ်ပြီးရင်သိအောင်လုပ်တရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိဖို့ပဲ duty is duty သူခန္ဓာနဲ့သူတရားနာရင်မှတ်ထားလိုက်ပါတဲ့မှတ်ပြီးရင်ကိုယ်တိုင်သိအောင်လုပ်ရမယ်ဒါသိဖို့ပဲဒါ decision ဆုံးဖြတ်ချက်ချလိုက်ပြီနော်သိတယ်ဆိုတာကျင့်ဖို့ပါကျင့်ဆိုတာဆောင်ဖို့ပဲဟောတရားကျင့်တယ်ကျင့်တော့ကျင့်ကြတာပဲတရားရိပ်တာတွေသွားပြီးမဟာစီမိုးကိုစွန်းလွန်သိန်းကိုမသွားကြဘူးလားသွားတယ်အဲ့တော့တရားသွားကျင့်ပြီးတော့တရားရိပ်တာမှာတော့ကျင့်တဲ့တရားသည်ရိပ်တာကနေအိမ်ပြန်ပါသလားကျောင်းမှနေတော့ကျောင်းစိတ်အိမ်နေတော့ကျောင်းမှနေတော့ကျောင်းအကျင့်အိမ်မှနေတော့အဲ့တော့တရားအိမ်ပန်လာသလားဒါဖြင့်တရားရှာပဲမှာတွေ့ကိုမှတွေ့အိမ်ပန်မှာပေါ့ကျောင်းမှတွေ့တာရှင်းလားတရားမြတ်လုံးလို့တဲ့အိမ်vềသွားရင်အိမ်ကကိလေသာတော်ထဲမှာရှင်ပြကျောင်းထားခဲ့ပါရစေတရားစခန်းသိမ့်တာနဲ့အဲ့တရားအိမ်ပြန်ပါမလားနားလေလားတဘောပေါက်သလားကျင့်ပြီးရင်မလုပ်အောင်ဆောင်ထားမှာကိုနဲ့ထာဝရကိုနဲ့မကွာတရားနာတာမှတ်ဖို့ပါတရားနာရင်မှတ်မိအောင်ဒါသွားသိအောင်မဝေဖန်နဲ့ဟုတ်နာနေတော့ဝေဖန်နေလို့ဘာမှမှတ်မိလိုက်မှာမဟုတ်ဘူးတရားနာတာမှတ်တယ်ဆိုတာသိဖို့ပဲမပါနဲ့ဘာကြီးပဲမလုံးနဲ့ငါပါဆင်းရတော့မယ်ဒီလောက်အားတဲ့ဟာဒီဘာလေးနဲ့ဘဲလေးတော့မကွဲဘူးငါလည်းသိစိတ်ရှည်တာမဟုတ်ဘူးဒါကငါကြောင်းဆရာမလုပ်ဘူးနော်ငါကြောင်းငါတပည့်လောက်ရတဲ့အချိန်ကလည်းရှေ့ကဆရာမေးခွန်းမေးပြီးတာနဲ့ငါအောက်ကအဖြေပေးပြီးသားသိထုံတဲ့လူတွေနဲ့ငါနဲ့လက်တွဲလို့မရဘူးအဲ့တော့ကိုယ်ကစာသင်ရင်လည်းအခုညီတော်မောင်စာသင်မှုတယ်ဆယ်တန်းအောင်အဖေကမင်းသင်ပေးစမ်းဆိုလို့လာသင်ပေးတယ်တပြောင်းပြောင်းနဲ့ညတိုင်းရိုက်ခံအဲ့ရစားပြီးကျောင်းဆရာငါလုံးလုံးမဖြစ်ဘူးလုံးကြော်ဒီကလေးတွေသေးကုန်လိမ့်မယ်နော်ခတ်ထုံနဲ့ငါနဲ့အလုံးမဖြစ်ဘူးနင်တို့ဒီဘာလေးနဲ့ဘဲလေးတော့မမှတ်မိရင်တော့ပြန်ကြတော့အလုံးရှုပ်တယ်နာမနေနဲ့တရားနာတာမှတ်ဖို့ဘာမှတ်တယ်ဆိုတာသိဖို့ပဲဟုတ်ပလားတရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိတယ်ဆိုတာကျင့်ဖို့ပါဆောင်ဖို့ပဲဟုတ်ကလားတရားဆောင်မှအောင်ရမယ်ကဲပြန်ဆိုရအောင်တရားနာတာမှတ်ဖို့ပါမှတ်တယ်ဆိုတာသိဖို့ပဲသိတယ်ဆိုတာကျင့်ဖို့ပါကျင့်တယ်ဆိုတာဆောင်ဖို့ပဲတရားဆောင်မှအားလည်းကျန်ဒီကလို့လုံးဝမလို့ဖြစ်နေပြီနော်ကဲကောင်းပြီအဲ့တော့တရားနာပြီးရင်ဘာလုပ်ရမလဲမှတ်ထားမှတ်ပြီးရင်သိအောင်လုပ်ရမယ်ဒါ duty ကိုယ်တိုင်တရားမသိဘဲနဲ့ခင်ဗျားတို့ကျွတ်တို့တရားကိုဆောင်နိုင်သူဖြစ်နိုင်မှာမလားတရားမဆောင်နိုင်ဘဲနဲ့ခင်ဗျားတို့ဒီလောကမှာရှင်းပြောရရင်တဲ့ပြောရရင်တရားမဆောင်နိုင်တဲ့လူဟာဒီဘဝလူဖြစ်ရကြိုးမနှက်ဘူးဗုဒ္ဓဘာသာဖြစ်ရကြိုးခုဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ခွင့်ရတာဟာခင်ဗျားတို့ကံဆိုးလို့လားကံကောင်းလို့လားယုံသလားအတိတ်ကပြုခဲ့တဲ့ကောင်းမှုကုသိုလ်အရှိန်စောပါရမီမရှိတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဘာသာကိုဖြစ်ခွင့်မရဘူးခုကိုဗုဒ္ဓဘာသာလို့ခံယူထားလို့ဗုဒ္ဓဘာသာဖြစ်ခွင့်ရပြီဆိုကြတဲ့ကခင်ဗျားတို့မှာထိုက်တန်တဲ့
ဘုံကံပါရမီတွေပါလာပြီးသားလို့မှတ်ထားပါရှင်းသလားအဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးထားတတ်ဖို့လိုအပ်မလိုအပ်သို့တော့ဒီနေ့သတိပေးခြင်းတာကဆွမ်းလောင်းအသင်းကြီးနဲ့လည်းပတ်သက်နေတော့လိုက်လျောညီထွေတဲ့တရားကိုရှာတော့တရားတစ်ပုဒ်သွားပြီးတော့သတိရတယ်တရားကောင်းစဉ်ကိုတော့ဦးဇင်းတို့အစိတ်သင့်တတ်တယ်လို့ပေးထားတယ်ဗါတဲ့အစိတ်သင့်တတ်တယ်ဒါလေးမှတ်ထားနော်အခုတို့လူဘဝမှာတို့တွေဗုဒ္ဓဘာသာကိုးကွယ်ခွင့်မရဘူးလားရလာတော့သတိထားမှာငါဖယားမပွင့်တဲ့အရက်မှာဖယားရှင်နဲ့ပတ်သက်တဲ့ကုသိုလ်တွေလုပ်ခွင့်ရမလားဟုတ်ပြီတရားတော်မပေါ်ထွန်းတဲ့အရက်တရားမသိတဲ့အရက်မှာတရားနဲ့လျော်တဲ့အကျိုးစီးပွားတွေရနိုင်ပါမလားတေချာနာနော်တေချာနာဘုရားတရားမရှိရင်တန်ဃာတော်ရောရှိပါမလားကဲတန်ဃာမရှိတဲ့အရက်မှာတန်ဃာကြောင့်ရတတ်တဲ့ကောင်းမှုကုသိုလ်တွေရနိုင်ပါမလားဟုတ်ပြီဒါဖြင့်ဘုရားတရားတန်ဃာကိုးကွယ်ခွင့်ရတာအမတန်မကောင်းဘူးလားကောင်းပြီနောက်တစ်မျိုးထပ်ပြောတော့မယ်အရေးကြီးပြီဖယားမပွင့်တဲ့အရက်မှာဖယားကိုစော်ကားတဲ့အပြစ်ဆိုတာရှိမလားဟုတ်ပြီဖယားပွင့်ရင်တော့ဖယားကိုစော်ကားတဲ့အပြစ်ဖြစ်တတ်မဖြစ်တတ်ဒေဝရကြီးပါဘုရားရှင်နဲ့အမျိုးအရင်ခောက်ကြီးညီကိုဆိုလဲဟုတ်တယ်သမီးရောက်ဖဆိုလဲဟုတ်တယ်အဲ့ဒီပုဂ္ဂိုလ်ကြီးဘုရားပြစ်မှားတဲ့အပြစ်နဲ့အခုပဲရောက်သွားပြီဟုတ်ပြီစီမှာအဲ့ဒါဘု து ကိုစော်ကားလို့ဟုတ်ပြီတရားမရှိတဲ့အရာမှာတရားကိုစော်ကားတဲ့အပြစ်ဆိုတာရှိမလားသို့တော့တရားရှိတဲ့အရာမှာတော့တရားကိုစော်ကားတဲ့အပြစ်ဖြစ်နိုင်မဖြစ်နိုင်ဖြစ်တတ်မဖြစ်တတ်သိကြပြီနော်သံဃာမရှိတဲ့အရာမှာသံဃာကိုစော်ကားတဲ့အပြစ်ရှိမလားသို့တော့သံဃာရှိတဲ့အရာမှာသံဃာကိုစော်ကားတဲ့အပြစ်မျိုးရှိတတ်မရှိတတ်အဲ့ဒါကြောင့်ဒီနေ့ပေးလိုက်တဲ့ခေါင်းစဉ်အပါလဲအစိတ်သင့်တတ်တယ်အခုဘုရားတရားသံဃာယရဏ၃ပါးထွန်းကားတဲ့အယက်မှာခမရတို့ကျွတ်တို့လူဖြစ်ခွင့်မရဘူးလားမရတော့ဒီနေ့သတိပညာနဲ့သာဆင်ခြင်ဉာဏ်မရှိရင်ဘုရားဂောဘကလုပ်ပြီးဘုရားကိုစော်ကားနေတဲ့လူတွေတပုံကြီးပဲလောကမှာရှိမရှိအေးနေ့စဉ်ဘုရားဝဲလုပ်နေတဲ့ဘုရားသေးတာတွားကြည့်လိုက်ဘုရားရှင်ရဲ့အဆုံးအမကိုဆန့်ကျင်ပြီးတော့ပွဲလန်းသပင်တွေနဲ့ပျော်ပွဲရှင်ပွဲတွေလုပ်ပြီးတော့မသမာမှုတွေအပြည့်နဲ့ဂောဘကတွေဘုရားကိုစော်ကားနေကြတယ်ဟုတ်လားမဟုတ်ဘူးလားအရက်ဆိုင်လောင်ကစားဝဲပျော်ပွဲရှင်ပွဲဘုရားရှင်တားမြစ်ထားတဲ့အကုသိုလ်အလုတ်တေးကြီးလုပ်ပြီးဘုရားပွဲလုပ်လိုက်ကြတယ်ဒါဘုရားကိုမလုပ်တာလေတရားဓမ္မတွေထွန်းကားနေတဲ့တိုင်းပြည်မှာပဲစောစောကပြောခဲ့တဲ့ဈေးသည်အစကျောင်းဆရာဆရာမအစုံတရားကိုမျက်ွယ်ပြုနေကြတာလေမရှိဘူးလားရှိပါဘူးအေးမခိုးတဲ့ဈေးတဲ့ခတ်ရှားရှားပဲသဘောပါသလားအခုခင်ဗျားတို့ကောက်ပဲသီးနှံစိုက်ပျိုးတဲ့လူကစဘုရားရှင်အဆုံးအမအတိုင်းနေကြသလားအဆုံးအမကိုမျက်ွယ်ပြုထားသလားစဘာလေးပိုးကြဘာလို့ဘုရားစေဖြန်းတော့မှာပဲ
ကိုစိုက်ထားတဲ့အခင်းတော့ဘာကောင်မှလာမကတ်နဲ့တပ်ပလိုက်ဖို့အဆင်သင့်မယ်တမန်အာဇီဝလားမတမန်အာဇီဝလားတရားကိုမျက်ကွယ်ပြုတရားကိုစော်ကားရှင်းလားကိုသံဃာတော်ရှင်သူမြတ်တွေသံဃာဆိုတာအနုတ္တရံပုံညခေတ္တံလောကတလောကသုံးပါးရဲ့အနုတ္တရံပုံညခေတ္တံအနိုင်မဲ့ကုသိုလ်ကောင်းမှုတို့စိုက်ပျိုးရလေရမြေကောင်းတဲ့ဒါပေမဲ့သံဃာကိုပြစ်မှားသံဃာကိုပုတ်ခတ်သံဃာကိုစော်ကားသံဃာကိုဝေဖန်ရင်းနဲ့အပြစ်သင့်နေတဲ့လူတွေကရှိမရှိရှိပါဗျာ။ကဲဒီတော့အဲ့လိုသာဘုရားတရားသံဃာကိုကိုးကွယ်ရာရပ်မိုးမှာဘုရားတရားသံဃာစော်ကားနေကြရင်ဒီလူတွေအတွက်အကျိုးဖြစ်မလားအပြစ်ဖြစ်မလားအစိတ်သင့်သွားပြီဘာလို့လဲကဲတို့ဒီနေ့တရားလာနာတဲ့ပရိသတ်ကိုဘဝကိုမှန်မှန်ကန်ကန်ထိန်းချောင်းတတ်ဖို့လိုအပ်မလိုအပ်အဲ့တော့အပြစ်ရှိတဲ့ဘဝမှာနေခြင်းသလားအပြစ်ကင်းသူဖြစ်ခြင်းသလားမြတ်စွာဘုရားကဆုံးမထားတယ်သဗ္ဗပါပတ္တအကရဏံသဗ္ဗအလုံးစုံသောပါပတ္တမကောင်းမှုတို့ကိုအကရဏံမပြုနဲ့မကျင့်နဲ့ဟုတ်ကလားမကောင်းမှုတွေမပြုပါနဲ့မကျင့်ပါနဲ့လို့မြတ်စွာဘုရားမဆုံးမဘူးလားအဲ့တော့မကောင်းမှုအကုသိုလ်ဒုစရိုက်လုပ်ငန်းတွေရှိမရှိသူများအသက်သတ္တကုသိုလ်လားအကုသိုလ်လားလုပ်သင့်မလုပ်သင့်ဟုတ်ပြီသူများအသက်သတ်မိရင်ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာမြတ်သလားရှုံးသလားဟုတ်လောကမှာသူများအသက်သတ်ပြီးတော့အသက်မွေးနေရတဲ့လူတွေရှိမရှိဒါဖြင့်ဒီလူတွေဟာနေ့စဉ်သူတို့အကျိုးစီးပွားအတွက်အလုပ်လုပ်နေတာလားအစိတ်တွေမျိုးနေတာလားအစိတ်ဆိုတာတောက်သူမျိုးသူကိုမလုပ်တော့ဒုက္ခမပေးဘူးလားပူလောင်စေတယ်ဆင်းရဲစေတယ်လောင်မြိုက်စေတယ်နောက်ဆုံးသေဆုံးတဲ့အထိဒုက္ခပေးမပေးအစိတ်တောက်ရင်သေတတ်တယ်နော်ဗါတဲ့အစိတ်တောက်ရင်ဟုတ်ပြီအကုသိုလ်လုပ်ရင်ကောဟုတ်ပြီအကုသိုလ်လုပ်ရင်ကောညံမြသိလို့တယ်ဒါကြောင့်ဦးဇင်းစောစောကပြောတာဦးဇင်းကစာသင်လို့မရဘူးလို့ပြောတာရှေ့မှာစကားရှိတယ်အစိတ်သိရင်သိတတ်တယ်မပြောဘူးလားဟုတ်ပြီအကုသိုလ်လုပ်တာဟာအစိတ်သိတာနဲ့အတူတူပါပဲလို့ရှေ့ပိုင်းမှာအရေးမွက်ပြောထားတာမရှိဘူးလားဒါဖြင့်အစိတ်သိရင်ဘာလုပ်တတ်တယ်သိတတ်တယ်အဲ့ဒီဉာဏ်လေးတွေရှိစေချင်တာဘာသိသလဲဆိုရင်ခင်ဗျားတို့ဘဝသိသွားပြီခုဒီနေ့လူရယ်လို့ဖြစ်လာတာဗုဒ္ဓဘာသာဝင်လူတယောက်ဖြစ်ခွင့်ရလာတာဟာခင်ဗျားတို့ဘဝတိုးတက်ဖို့လားဆုတ်ယုတ်ဖို့လားအောက်တန်းရောက်ဖို့လားအထက်တန်းရောက်ဖို့လားယုံကြံသူဖြစ်ဖို့လားမြင့်မြတ်သူဖြစ်ဖို့လားဖြေရလိုက်ကြတာဒါဖြင့်အကုသိုလ်လုပ်နေရင်အထက်တန်းရောက်မလားအောက်တန်းရောက်မြင့်မြတ်သူဖြစ်မလားယုံကြံသူဖြစ်မလားဒါဖြင့်ဒီလူရဲ့မြင့်မြတ်ပိုင်ခွင့်နေသေဆုံးသွားပြီအထက်တန်းရောက်ပိုင်ခွင့်နေသေဆုံးသွားပြီသဘောပေါက်ရဲ့လားဘဝသေသွားပြီအထက်တန်းရောက်မဲ့ဘဝတွေဆုံးရှုံးသွားပြီမြင့်မြတ်နိုင်တဲ့အခြေအနေတွေဆုံးရှုံးသွားပြီ
လူဘဝရလာတယ်ဆိုတာလူဆိုတာအခုခမရတို့လူမှတန်မှန်လူမဟုတ်ဘူးခမရတို့ဘာဘာသာကိုးကွယ်တာကဲရိုးရိုးလေးပဲပြောဗုဒ္ဓဘာသာတို့ရဲ့အဆုံးပန်းတိုင်ဟာပါလဲနိဗ္ဗာန်ဗုဒ္ဓဘာသာရဲ့အဆုံးပန်းတိုင်ဟာပါလဲနိဗ္ဗာန်ဆိုတဲ့အထွတ်မြတ်ပန်းတိုင်ဗုဒ္ဓဘာသာတိုင်းရည်မှန်းပိုင်ခွင့်ရှိတယ်အာဟုသို့လှုပ်သူတော့ဘဝတည်သွားပြီနိဗ္ဗာန်နဲ့ဝေးတဲ့ဝေးသွားပြီဒီလူဘဝကနေအထက်တက်ဖို့တောင်မင်းတို့လမ်းမရှိတော့ဘူးလို့ပြောလိုက်တာရှင်းလားရသော်ဘုရားကအလုံးစုံသောအာဟုသို့ဘယ်လိုအာဟုသို့မျိုးမှမလုံနဲ့တားဘူးလားဘယ်သူအတွက်တားတာလဲတပြည့်တော်တို့အတွက်မလက်ဖုန်းကြီးတွေတောင်ဖြစ်တဲ့ကိုရီမင်းနေလုံနေဒီက90ကျော်ပြီမဲ့စိတ်ကချသေးတာမဟုတ်ဘူးဗျကိုရီမင်းနေလာလုံနေတဲ့အကုန်လုံး I love you လုပ်ပလိုက်မယ်ငါလာပြီးတော့ကျန်ဒီကသာ80ကျော်လို့လျှော့သွားတာငါမလျှော့ဘူးဖုန်းကြီးနဲ့တော့စကားမပြောတတ်ဘူးဘယ်သူတို့တော့ဝါခဲမှာတော့ငါအကုန်ပါကြီးရိုက်တော့မှာဟာဒီမှမသိဘူးငါတယောက်ချင်းခေါ်ပြီးမေးလိုက်ရင်တော့နှုတ်တော့ရဲဆိုဗျာမကောင်းဘူးမလုံးနဲ့လို့ပြောတာဘယ်သူအတွက်တော့သူဘုံကြီးဖို့လားသူတကိုးကြီးဖို့လားသူပွဲရဖို့လားဟမ်သူလူတန်းလူတွေပေါ်အောင်လို့လက်လာပါအတွက်လားသူထင်ပေါ်ကြော်ကြားမှုဆိုတဲ့လာဘသက်ကာယအတွက်လားဒါမို့သူပွဲတဲ့စိတ်တွေရခြင်းတဲ့ဂုံတူးဆောင်အတွက်တက်လားရှင်းလားမြတ်စွာဘုရားတရားဟောခဲ့တယ်ဆိုတာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနာအလုံးစုံသောသတ္တဝါတို့ရဲ့အကျိုးစီးပွားအတွက်ဟောခဲ့တာသူကိစ္စကဘောဓိပင်နဲ့ရွှေပလင်မှာပြီးသွားပြီရှင်းသလားသဘောပေါက်သလားကိုကျိုးစီးပွားအတက်ပါလို့ယုံကြည်ထားရင်မြတ်စွာဘုရားစကားကိုနားထောင်နိုင်မှဘုရားတို့ဘဝကိုလိုရာပန်းနိုင်အဲ့တော့လူဘဝရောက်နေပြီးတော့ယုံညံ့ကြောင်းတွေလှုပ်သွားရင်ဒီလူဟာလူဖြစ်ကြအဲ့ဒါဘဝသေသွားတယ်လို့ပြောတယ်အစိတ်တောက်လို့သေရင်တဘဝပဲသေမှာမင်းတို့ဘုရားစကားနားမထောင်လို့သေရင်ဘဝများစွာသံတရားသေပြီးသားမှတော့နောင်ဘုရားနဲ့တွေ့ဖို့ကိုမင်းတို့မလွယ်တော့ရှင်းလားဗုဒ္ဓဘာသာတယောက်ပါလို့ကိုမျက်နိုးနှစ်ကာတန်ဖိုးထားတတ်ရင်အနေငယ်များတော့အာကုသို့တောင်လှုပ်ရဲเสียအကြောင်းလှုပ်ရက်เสียအကြောင်းမှတ်ထားကိုဘဝကိုတန်ဖိုးထားတတ်ဖို့တကယ်ခမရတို့ဗုဒ္ဓဘာသာအဖြစ်ဒီဘဝမွေးဖွားကြီးပြင်းခွင့်ရလာတာဟာနိဗ္ဗာန်ရောက်မဲ့ဘဝနိဗ္ဗာန်ရနိုင်တဲ့ဘဝအဖြစ်ရလာတာအဲ့ဒါအာကုသို့နဲ့သားရသမီးရစီဝါရေးဖြည့်ရှင်းတဲ့အချိန်ကုန်သွားရင်ဒီလူစီနိဗ္ဗာန်ရောက်နိုင်တဲ့လမ်းစဉ်ပေါ်ရောက်ပါဦးမလားဘဝသိသွားပြီအောက်တန်းကျသွားပြီပျက်စီးသွားပြီရှင်းလားသဘောပေါက်သလားအဲ့တော့ဘုရားဘာသာဝင်တယောက်လို့ကိုခံယူထားရင်သီလသမာဓိပညာပြည့်စုံအောင်ကြိုးစားပါတယ်ကျင့်တတ်ကြလားအဲ့တော့ဗုဒ္ဓဘာသာဝင်မှန်ရင်မြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်ရမယ်အဲ့ဒါသာသနာပြုနည်းပရိယတ္တိသာသနာလို့ခေါ်တယ်။ဒီလိုခုနသာသနာ3ရပ်ဘုရားရှင်ရဲ့အဆုံးအမပြောစမ်းမှာဆိုပရိယတ်ထမအောင်လား။အဲ့ဒါကသာသနာပြုရမယ်နည်းကိုထိမ့်သိမ်းဆောင်ရှောက်ရမယ်နည်းပရိယတ်သိအောင်ပြုတယ်။သိပြီးတော့မှပရိပတ်ကျင့်တာသိတဲ့အတိုင်းကျင့်ရမယ်။ဗါတဲ့ခုနင်တို့ဗုဒ္ဓဘာသာဝင်အားလုံးမှုသားပြောတာကုသိုလ်လားအကုသိုလ်လားမသိဘူးလားနေ့တိုင်းမနဲ့အိယာဝင်စကားမပြောကြဘူးလားပြောလိုက်တဲ့စကားထဲမှာစကားပြောမယ်ကြံတိုင်းမြတ်စွာဘုရားအဆုံးအမနဲ့ကိုက်ညီအောင်မှုသားကင်းရမယ်ဖရုဒ္ဓဝါစာကင်းရမယ်ပိတုပနဝါစာကင်းရမယ်တမ္ဖပလပဝါစာကင်းရမယ်လို့စနစ်တကျဝေဖန်စီစစ်ပြီးမှပြောသလားရေးလိုက်ငားလိုက်ပဲပြောလိုက်လားသာဓုကြီးပွားအောင်မှာတိုးတက်အောင်မှာအောင်မြင်အောင်မှာသိတာတခြားကျင့်တာတခြားဟုတ်ကဲ့လားဒါဆိုရင်တို့ဖះကိုရောစော်ကားရမကြောက်ဘူးလားတရားကိုပြစ်မှားရရော
တန်ခါကိုလစ်လူရှုရအောင်ကဲဗုဒ္ဓဘာသာဖြစ်တော့မှဘုရားစော်ကားတဲ့အပြစ်တရားစော်ကားတဲ့အပြစ်တန်ခါစော်ကားတဲ့အပြစ်တွေတင်တတ်မတင်တတ်ငါထင်တာတော့မြန်မာပြည်ကခိုင်းသင့်နေတာခိုင်းသင့်နေတာကိုတိုးတက်အောင်လုပ်တော့မယ်ဆိုတော့အနောက်ရှက်ဘောင်းဆုံးနော်ကပြရပြလုံးပြီးတော့ကိုအကျိုးစီးပွားမှမသိသူ့အကျိုးစီးပွားမှမသိကိုအတွက်မှမသိသူ့အတွက်မှမသိဝေဖန်နိုင်စွာမရှိတော့ပညာတွေခေါင်းပါကုန်ပြီးပျက်စီးကုန်ပညာသီလသမာဓိပညာဆိုတာပညာရှိတဲ့လူမှသီလသမာဓိနဲ့ပြည့်စုံတယ်သီလသမာဓိရှိမှလည်းပညာရှိတယ်အပြန်အလှန်ထောက်မိထားတာသီလပြည့်နေကြတာဟာပညာမဲ့နေတယ်ဆိုတဲ့သက်သေပဲရှင်းလားအခုတရားပွဲကြီးတွေလိုက်ဟောပေးနေရတယ်ဆိုတာနင်တို့တွေရဲ့အသိပညာတွေရင့်ကျက်လာအောင်လုပ်ပေးရတယ်အဲ့ဒီပညာရင့်ကျက်ပါတယ်လို့သက်သေထူရမှာကသီလနဲ့သမာဓိရှင်းလားလူတယောက်ပညာရှိမရှိဒီအယတ်ဒေသတစ်ခုပညာရှိမရှိသီလသမာဓိနဲ့ကြည်ရှင်းလားကျင့်ဝတ်စင်ကအိမ်တအိမ်မှာလည်းကြည်လိုက်ဒီအိမ်တအိမ်ဟာပညာတတ်မတတ်ကြည့်ခြင်းရင်အိမ်မှာချိတ်ထားတဲ့ဘွဲလက်မှတ်တွေသွားမကြည့်နဲ့အဲ့လက်မှတ်ကလက်မှတ်ပဲလက်မှတ်ကိုပညာတတ်ခေါ်တာမဟုတ်ဘူးကျွန်တော်နာလဘိန်းတုံးတိုင်းပြည်သားလက်မှတ်ကိုပညာလို့ထင်တယ်လောက်ရက်ကိုကြည့်အိမ်ဝင်ကြည့်လိုက်လို့ပစ္စည်းရထားတာသူ့နေရာနဲ့သူစနစ်တကျရှိမရှိတန်ရှင်းမှုရှိမရှိနေထိုင်တတ်ရမှုရှိမရှိအိမ်သူအိမ်သားတွေညီညွတ်မှုရှိမရှိပြောဆိုဆက်ဆံမှုလိမ္မာယဉ်ကျေးမှုရှိမရှိဒါကြည့်လိုက်သူတို့သီလကိုကြည့်လိုက်တာနဲ့သူတို့ပညာအဆင့်တန်းကိုသတ်မှတ်လို့ရနေပြီဟောကအော်ကြီးကတွန်းအော်နေငါထုတော့မယ်ငါမြင်နေရတဲ့နင်းကိုပေါက်တက်ကရရှောက်အောင်မလို့စဉ်းစားပြီးမှအော်နော်သီလကိုကြည့်တဲ့ဖြင့်ပညာရှိမရှိသဘောပါသလားအဲ့တော့ပညာရှိမရှိဆုံးဖြတ်ခြင်းရင်သီလနဲ့ကြည်တမာရီနဲ့ကြည်တမာရီဆိုတာရှေ့တင်တစ်မျိုးဝေယတစ်မျိုးလူကြီးသားသမီးကြတော့တစ်မျိုးဆင်းရဲသားသမီးကြတစ်မျိုးအဲ့ဒီတမာရီမဲ့နေတာဟာဘာမရှိလို့ပညာမဲ့တွေဒီတိုင်းပြည်အုပ်ချုပ်သွားလို့အကုန်ပျက်စီးသွားတာပေါ့ကွာရှင်းလားသဘောပေါက်သလားပညာမဲ့တော့သီလမရှိဘူးသူတို့မှကျင့်ဝတ်ဆိုတာမရှိဘူးထင်ရလို့တမာရီရင့်ကျက်တည်ကြည်မှုသူ့လူတစ်မျိုးကိုလူတစ်မျိုးကိုထင်ရကိုလို့သွားသဘောပေါက်လားအဲ့တော့မိသားစုပဲကြည်ကြည်ရက်ွက်ပဲကြည်ကြည်မြို့နယ်ပဲကြည်ကြည်နိုင်ငံပဲကြည်ကြည်ပညာမဲ့တွေလွှမ်းမိုးနေတဲ့နေရာဘယ်မြို့သွားကြည်ကြည်မြို့ဝင်မြို့အတွက်အမိုက်ပုံတွေလမ်းလေကောင်အမိုက်တွေမြောင်းတကာမှာပိတ်ဆို့ကြည့်လိုက်အဲ့ဒီမြို့ပညာမဲ့တွေနေတဲ့မြို့သူဘာလက်မှတ်တွေကင်တာတို့နိုင်ငံတော့လက်မှတ်ရတယ်ရိုက်သတ်လို့မကုန်ပြစ်သတ်လည်းမကုန်မပူနဲ့လက်မှတ်တွေဒါပေမဲ့ပညာရှိလားဟေးပတ်ဝန်းကျင်ကတက်သေးပဲတော့ပါလားကြည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဲဒါမပြောခင်ခုနသာသနာပြုနေလေးပြီးအောင်ပြောမယ်ပရိယပရိပတ်နောက်ပရိဝေဒပရိယဆိုတာသိအောင်လုပ်တာပရိယဆိုတာစာတွန်းအောင်မနဲ့စာသင်တာပညာတတ်ဖို့ပညာသိဖို့သင်ရတာအဲ့တော့ပရိယဆိုတာသိမှုပရိပတ်ဆိုတာပွားမှုပရိဝေဒဆိုတာပယ်မှုပရိဝေဒဆိုတာမကောင်းတဲ့အကျင့်မကောင်းတဲ့စရိုက်မိမိတို့အပြစ်ဖြစ်မဲ့အရာအလုံးကိုပယ်တတ်နိုင်တာဟာဒါပရိဝေဒလောကမှာမကောင်းမှုအလုံးစင်ကြယ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ကလောကမှာကြာရှုံးတဲ့လူလားအောင်မြင်တဲ့လူလားကျင့်တတ်သလားအဲ့တော့မင်းတို့မကောင်းမှုတွေနဲ့နေသေးလားကောင်းမှုပြည့်စုံအောင်ကြိုးစားမလားဒါပဲတပ္ပပါပတ္တအကရဏမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကုသလသဥပသံပရာကောင်းမှုကုသိုလ်တွေကိုပြည့်စုံအောင်လုပ်ရမယ်ကောင်းမှုကုသိုလ်အခု
အခုခင်ဗျမင်းတို့ကောင်းမှုကုသိုလ်တွေလုပ်တာအဆုံးပန်းနိုင်ရှိမရှိပန်းနိုင်ရပါလေနိဗ္ဗာန်ဒါဖြင့်ကုသိုလ်လုပ်ရင်ဘယ်ရောက်တဲ့ထိလုပ်ရမလဲနိဗ္ဗာန်ရောက်ပြီးနောက်ထပ်လုပ်เสียလို့သေးလားကောင်းမှုမှာပန်းတိုင်ရှိတယ်ပန်းတိုင်ရောက်အောင်လုပ်နိုင်မှမိမိကိုယ်ကိုအကျိုးကောင်းစွာဆောင်နိုင်သူလို့ပြောလို့ရမယ်ကောင်းပြီအဲ့တော့ကြည့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးနေတော့ဖြစ်ခဲ့တဲ့ကိစ္စလေးတစ်ခုအဲ့ဒီမှာယဟန်တန်ဃာတွေကတချို့ပေါ့လေတန်ဃာတချို့ကမိမိတို့ရတဲ့လက်လာဘကိုတာယာပြီးပြောပိုက်ပြီးတော့အလွယ်ကူဆုံးဥပမာပေးရရင်ရလာတဲ့ဆွမ်းခံစားပြီးရင်ယဟန်ဆိုတာသိက္ခာအယဒီနေ့ဆွမ်းလောင်းအသင်းကြီးရဲ့နှစ်ပတ်လည်ပွဲမို့လို့ဒီနေ့ဒီအစိတ်သင့်တတ်တယ်ဆိုတဲ့တရားကိုရွေးလာတာအဲ့တော့ယဟန်တန်ကဆွမ်းခံစားတယ်ဆိုတာတရင်ကတစုံတယောက်မှစီလောင်းလှူလိုက်တဲ့ဆွမ်းမိမိတို့ချွေးနှဲစာတွေကနေဖဲ့ပြီးတော့စွန့်လှူလိုက်တဲ့ဆွမ်းလှူတဲ့လူမှာကုသိုလ်ရတယ်အလူခံတဲ့ပုဂ္ဂိုလ်ကဒီလူခံထားတဲ့ပစ္စည်းသည်ကိုယ်တိုင်ချွေးနဲ့သွေးနဲ့ယဉ်နီးထားတဲ့အရာလားသူများအယဉ်နီးတဲ့ကယူထားတာလားသူတကာအယဉ်နီးတဲ့ကယူထားတာဖြစ်တဲ့အတွက်ဒီဆွမ်းအပေါ်မှာတန်ဖိုးရှိအောင်အကျိုးရှိအောင်ရွတ်ဆောင်ဖို့အလူခံထားတဲ့ပုဂ္ဂိုလ်မှာတာဝန်ရှိမရှိအဲ့တော့ဒီဆုံးပေါ်မှာသူကအပြစ်မဖြစ်အောင်အစိတ်မသိအောင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘုရားရဲ့တပည့်သားသံဃာတွေဟာစားတဲ့ဆွမ်းသံဃာတော်ရှင်သူမြတ်တွေဟာဝိနည်းသိက္ခာဘုတ်အရနေလွဲညစာနေဖို့ညစာရှောက်စုဆောင်းထားလို့တောင်မရဘူးသိမ့်စီးထားလို့မရဘူးတုံမီးထားလို့မရဘူးတနေ့သာတနေ့ဆွမ်းခံပြီးတော့အလူခံပြီးစားရတယ်ပိုရာကိုအပြတ်ဆွမ်းရတယ်တုံမီးသိမ့်စီးထားခြင်းမရှိရဘူးစီဝါရေးမရှိဘူးစိုက်ပျိုးမွေးမြူရေးမရှိဘူးဒီတော့ယဟန်တန်ဃာမှာကိုယ်ပိုင်ပစ္စည်းဆိုတာမရှိဘူးသူတကလူတန်းထားတာကိုစားရတာဖြစ်တဲ့အတွက်အဲ့ဒီစားတဲ့ဆွမ်းပေါ်မှာပစ္စောခဏဆင်ကျင်ပြီးမှစားဗါတဲ့ဒီစားမှုတောင်းမှုကြောင့်လောဘဒေါသမောဟတွေမဖြစ်အောင်လောဘဒေါသမောဟနဲ့စားရင်ဒီဆွမ်းအတွက်အကျွေးတင်မယ်အစိတ်သိမ့်မယ်ဟုတ်ဘူးလားယဟန်တန်ဃာပစ္စောခဏမဆင်ကျင်မဲ့စားရင်ဒီဆွမ်းအလုတ်တိုင်းဟာဒီတန်ဃာအတွက်တန်တွေကဲမျိုးနေတာနဲ့အတူတူပဲတဲ့ရှင်းတယ်နော်ဒါပေမဲ့အခုမြတ်စွာဘုရားကျောင်းတော်ကအနားမှာနေတဲ့တန်ဃာတချို့ကသူတို့ရဲ့ယဉ်နီးရတချို့ကမိဘအိမ်မှာဆွမ်းခံတယ်တချို့ကညီကိုမောင်နှမအိမ်မှာဆွမ်းခံတယ်တချို့ကဆွေမျိုးမိတ်သင်္ဃဟအိမ်မှာဆွမ်းခံတယ်အဲ့တော့ယဉ်နီးတဲ့လူတွေကလူဒန်းတာဖြစ်တော့မဟုတ်လေလူဘဝတုန်းကသူ့အိမ်ကဟာကိုစားကိုအိမ်ကသူစားကိုမိဘအိမ်အပစ္စည်းကိုစားတာဘာမှအပြစ်မရှိဘူးလို့ဒီလိုယူဆထားတော့အခုယဟန်တန်ဃာဖြစ်လာတဲ့အခါလဲကိုအမေလောင်းလိုက်တဲ့ဆွမ်းကိုညီကိုမောင်တို့မှလောင်းလိုက်တဲ့ဆွမ်းကိုတငယ်ချင်းလောင်းလိုက်တဲ့ဆွမ်းဆိုပြီးတော့ယဉ်နီးမှုကိုအကြောင်းပြုပြီးတော့ဆင်ခြင်စရာမလိုပါဘူးကွာဆိုပြီးပြဆွဲခဏမဆင်ခြင်မဲ့သုံးဆောင်ကြတယ်ဟုတ်ပလားဟဲ့ယဟန်တန်ဃာအတွက်အဲ့ဒီအလုတ်တီအပြစ်ရှိမရှိအမေလူတဲ့ဆွန်းဆိုပြီးမစင်ခြင်းမဲစားအပြစ်ရှိမရှိတန်ဃာဖြစ်သွားရင်အမေလည်းမရှိဘူးအဖေလည်းမရှိဘူးညီကိုမောင်နှမလည်းမရှိဘူးတငယ်ချင်းဆိုတာလည်းမရှိဘူးလှူလိုက်တဲ့လူဟာအလူတကာအလူအမအမေကလူရင်အလူအမကလူလိုက်တာအဖေကလူရင်အလူတကာကလူလိုက်တာအဖေအမေကလည်းသင်္ကန်းဝတ်ထားတဲ့လူငါသားပဲလို့ရည်ရွယ်ပြီးကျွေးစရာအကြောင်းမရှိဘူးစွန်းတကာအဖြစ်တန်ဃာကိုဂုံကိုရီမှန်းပြီးလောင်းလှူရတယ်သင်္ကန်းအမေကတဲ့သင်္ကန်းနှမကတဲ့သင်္ကန်းလို့သတ်မှတ်လို့ကိုမိတ်ဆွေကလှူတာပဲလို့သတ်မှတ်ထားလို့အလူတကာလှူတဲ့သင်္ကန်း
ဟုတ်ကဲ့လားအဲ့တော့သိက္ခာကျင့်ဝတ်ရမစင်ကြင်မဲစားရင်ဘာဖြစ်တော့အပြစ်ဖြစ်တယ်အစိတ်သင့်တယ်ဒီတော့ယဟန်တန်ဃာဆိုတာအပြစ်ဆိုတာရိုးရိုးမဟုတ်ဘူးနော်တန်ဃာများကအာဘတ်သင့်ထားတယ်ဆိုရင်ကြောက်เสียအကောင်းဆုံးကမဲ့ညံဖုန်ညံမရတော့ဒီအာဘတ်ကိုပြေပြောင်းအောင်မလုပ်မချင်းမဲ့ညံဖုန်ညံမရနိုင်တော့မဲ့ဖို့မရတာတော့ဆုံးရှုံးတာရှိသေးလားယဟန်ဘဝမှာမဲ့ဖို့မရရင်အဲ့ဒီယဟန်ဘဝဘာဖြစ်တော့တည်သွားတာနဲ့အတူတူပဲမှတ်ထားဘာဖြစ်လဲဒါကြောင့်ဦးဇင်းကပြောတာအစိတ်သိမ့်ရင်ဘာလုပ်တတ်သေတတ်တယ်အကုသိုလ်ဖြစ်ရင်ကောသေတတ်တယ်လို့စောစောကမပြောဘူးလားအခုလဲအာဘသိမ့်တယ်ဆိုတာအကုသိုလ်ဖြစ်ပြီအကုသိုလ်ဖြစ်ရင်သူယဟန်ဘဝဘာဖြစ်တာသိတာပဲအပြစ်ကြီးတွေသိမှမဟုတ်ဘူးယဟန်ဆိုတာသဘောပါလားအဲ့တော့အဲ့ဒီယဟန်တွေလူတဲ့သင်္ကန်းပြင်ဆွဲခဏမစင်ခြင်းမဲ့ယုံနဲ့သုံးဆောင်နဲ့လူတဲ့စွမ်းကိုပြင်ဆွဲခဏမစင်ခြင်းမဲ့နဲ့သုံးဆောင်နဲ့ဆိုရီပုဂ္ဂိုလ်တွေကျင့်ဝတ်သိက္ခာကိုစောင့်ထိန်တဲ့လူတွေလားလစ်လူရှုတဲ့လူတွေလားဒါဖြင့်သူတို့ဘဝဘာဖြစ်နေလဲသိနေပြီဘာဖြစ်လို့အစိတ်သင့်သွားလို့ဘာဖြစ်လို့အပြစ်ဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်သူတို့ဘဝအစိတ်သင့်သွားပြီဒါကိုဘေးကမြင်နဲ့သိတဲ့ယဟန်တန်ဃာများကအရိယာပုဂ္ဂိုလ်တွေပတ်ဝန်းကျင်မှာရှိတာကိုဗျအဲ့တော့ငါရှင်တို့ဒီလိုမလုပ်ကြနဲ့ဆွန်းဆိုတာဟာအမေပဲလူလူအဖေပဲလူလူညီကိုမောင်နှမတငယ်ချင်းပဲလူလူအလူတကလူတာသူများလူတာစားတဲ့ပုဂ္ဂိုလ်ဟာလူတဲ့ဒကာဒကမတွေအကျိုးများဖို့၎င်းမိမိအလူခံထားတဲ့ကိစ္စတာဝန်ကျေဖို့၎င်းတာဝန်ရှိတယ်ကျင့်ဝတ်သိက္ခာကိုလစ်လူရှုလို့မရဘူးကိုတော်တို့ပြစ္ဆောခဏဆင်ခြင်ပြီးမှသုံးဆောင်ကြဆုံးမတယ်မရဟုတ်ပြီနော်ဦးဇင်းဒီတရားကိုဘာလို့ယူလဲဆိုတော့ဒီနေ့ဆွမ်းလောင်းအသင်းဆွမ်းလောင်းအသင်းလို့ပြောလိုက်တဲ့အတွက်တဦးတယောက်ထဲကအကုန်ကြခံပြီးတော့လှူတဲ့ဒါနအဖွဲ့ကြီးလားအများစုပေါင်းလှူတဲ့အလူကိုလှူတဲ့အဖွဲ့လားအေးအဲ့ဒါကိုရှာထားတဲ့စီစဉ်ကိုကိုလှုပ်ချင်တာလှုပ်တာမဟုတ်ဘူးအများစုပေါင်းလှူလိုက်တဲ့ဟာယဟန်တန်ကဆွမ်းခံတယ်လို့ပဲဗျဆွမ်းမခံခင်ခမည်းတော်အကျိုးဆောင်တွေလက်ထဲအရင်မရောက်ဘူးလားအဲ့ဒါဆွမ်းနေပဲသူတို့ကဆွမ်းဖြစ်လှူလိုက်တာအဲ့တော့အဲ့ဒီအလုပ်ကိုမစင်မချင်းနော်အလွဲသုံးစားများလှုပ်လိုက်မိရင်ဒီပုဂ္ဂိုလ်တွေအတွက်အပြစ်ကြီးဖြစ်နိုင်မဖြစ်နိုင်မထန်တော့စောစောကဥစဉ်သတိပေးလိုက်ပြီဖျားမပွင့်တဲ့အရာမှာဖျားကိုပြစ်မှားတဲ့အပြစ်ဆိုတာမဖြစ်နိုင်ဘူးရှိကိုမရှိဘူးဖြစ်လည်းမဖြစ်နိုင်ဘူးသို့တော့ဖျားပွင့်ထားတဲ့အရာမှာတော့ဖျားကိုပြစ်မှားတဲ့အဖြစ်ရှိမရှိရှေးရောရှိခဲ့မရှိခဲ့အခုရောရှိနိုင်မရှိနိုင်နောင်လဲရှိနေအောင်မှသတိထားဆွမ်းလောင်းအသိကြီးဆိုတာသိကုသိုလ်ရတာပေါ့ဒါပေမဲ့တန်ခါဆွမ်းမလောင်းရသေးဘူးကိုကအရင်တုတ်ပြီးနေပြီဟိုခွက်ကလေးကဲ့သွားဒီခွက်ကလေးကဲ့သွားဝေယဝဆသမားကအရင်ကြိုစားတယ်တို့ကအကျိုးဆောင်တာပဲစားကောင်းပါတယ်ဒုက္ခတော့အကြီးကျယ်ရောက်တော့မှာရှင်းလားသဘောပေါက်သလားတရားပွဲအကျိုးဆောင်လုပ်နေကြတယ်တရားအကျိုးဆောင်လောက်ပြီးတော့မှတရားပေါ်မှာကမောက်ကမလုပ်မိရင်ကြီးမားတဲ့အပြစ်တွေအဲ့တော့အကြီးဆုံးကုသိုလ်ရဲ့အနားမှာပဲအကြီးဆုံးအကုသိုလ်လည်းရှိနေတယ်ဘဝတက်လန်းရဲ့အနီးမှာပဲဘဝဆုပ်ယုပ်ကြောင်းလဲရှိနေတယ်ပျက်စီးကြောင်းလဲရှိနေတယ်သတိထားဖို့လိုအပ်မလိုအပ်ကြည်ဒီဘုရားရှင်ရဲ့တပည့်သားတန်ဃာတွေကဘေးကအရိယာတန်ဃာများကဆုံးမတော်လည်းပဲနားမထောင်ဘူးအိုးတို့မိလူတာပဲတို့မလူတာပဲဘောဘောဆဆနေတော့နောက်ဆုံးပဲ့ပြင်ဆုံးမသတိပေးလို့ကလျာဏမိတ်တပြီးပြီးသတိပေးလို့မရတော့
မြတ်စွာဘုရားထံကိုဒါသာသနာတရားလုံးနဲ့ဆိုင်နေတယ်ဒီကိစ္စကိုလစ်လူရှုထားလိုက်ရင်ဒီနေ့ထိတောင်ဒီသာသနာရှိမှာမဟုတ်အဲ့တော့သာသနာအကျိုးလူလားတဲ့ပုဂ္ဂိုလ်တွေကသာသနာတော်ကြီးပျောက်ဆုံးသွားမှဆိုတာနဲ့မြတ်စွာဘုရားထံသွားပြီးတော့အကြောင်းကြားရှင်ဘုရားဒီကိုယ်တော်တွေကတော့ဖြင့်သူတို့မိဘအိမ်မှာဆွမ်းခံတာညီမအိမ်မှာဆွမ်းခံတာအကိုအိမ်မှာဆွမ်းခံတာတကယ်အိမ်မှာဆွမ်းခံတာမိဘလူတဲ့သင်္ကန်းတငယ်ချင်းလူတဲ့သင်္ကန်းမောင်နှမလူတဲ့သင်္ကန်းအစရှိသဖြင့်ဆုံးကို၎င်းသင်္ကန်းကို၎င်းပြင်ဆွဲခဏမစင်ကျင်မဲနဲ့သုံးဆောင်နေကြပါတယ်ဗျာအဲ့ဒါရှင်ဘုရားအစဉ်သနာခြင်းကိုအကြောင်းပြု၍ဆုံးမတော်မူပါဟောဆုံးမပေးတယ်ဆိုတာနိုင်တဲ့ကလူပြုခြင်းလို့လားသနာလို့ပြောတာလားဒါလေးမှတ်ထားပါဦးဇင်းတို့ပလင်မော်တက်တဲ့ခေတ်မှာသိတ်တတိထားရပါတယ်ဦးဇင်းကတရားဟောတဲ့အချိန်မှာကောကိုယ့်ဘဝဝန်းကျင်မှာရှိတဲ့လူတွေကောအသိတရားတစ်ခုပေးခြင်းလို့စေတနာနဲ့အလုပ်လုပ်တာအခုလည်းပလင်မော်မှာခင်ဗျားတို့အော်ခြင်းအော်မယ်ငေါက်ခြင်းငေါက်မယ်ဆဲခြင်းဆဲမယ်ဆိုခြင်းဆိုမယ်ဒါပေမဲ့အဲ့ဒါသည်ခင်ဗျားတို့ကိုနစ်နာစေလို့မဟုတ်ဘူးမိကွန်းတစ်ခုမေးလိုက်တာကအကြောင်းရှိလို့မေးတာအတိတ်ပဲရှိလို့မေးတာတချို့ကမေးတာများလာရင်တရားနာရင်နဲ့အငေါ်တုတတ်ကြတယ်အေးတတိထားလို့ဦးဇင်းကတတိပေးတယ်ငါစေတနာကိုငါသိတယ်အဲ့တော့ငါစေတနာတန့်တဲ့လောက်မင်းတို့အပြစ်ကြီးမှဆိုးတာလဲဆိုးတယ်ဦးဇင်းတို့ယင်ထဲမှာကိုယ့်ကိုအကြောင်းပြုပြီးဘယ်သူမှကာယကံဝစီကံမနောကံအကုသိုလ်တွေမဖြစ်စေခြင်းမဖြစ်စေလို့ကိုယ့်အတွက်ဘယ်သူမှဆုံးရှုံးနစ်နာသွားတာမျိုးမဖြစ်စေခြင်းမဖြစ်အောင်လည်းနေတယ်ဟိုရန်ကုန်မန်းလေးကျုပ်ကိုတရားခွင့်မပြုဘူးသူတို့ပိတ်ကြတယ်မပေးဘူးအဲ့တော့လာတဏှာရှိတဲ့လူတွေလာပင့်တယ်သူတို့တတ်မှတ်ချက်ပေါ့ဗျာဒါလူတစုရဲ့တတ်မှတ်ချက်ကျတို့ကအဲ့တတ်မှတ်ချက်နောက်ဘယ်တော့မှမလိုက်ဘူးကိုလျှောက်တဲ့လမ်းယဟန်တန်ကဆိုတာဖရာရဲ့အဆုံးအမတိုင်းလျှောက်နေတာလာဘသက်ကာယတိလောကကိုရှောင်လွှဲနိုင်အောင်ကြိုးစားမှယဟန်ဖရာကျင့်ဝတ်တိုင်းသွားတယ်လာဘနောက်လည်းမလိုက်ဘူးသက်ကာယနောက်လည်းမလိုက်ဘူးတိလောကနောက်လည်းမလိုက်ဘူးတရားဟောနေတာလက်လာပါရဖို့လည်းမဟုတ်ဘူးသက်ကာယထင်ပေါ်ကြော်ကြဖို့လည်းမဟုတ်ဘူးတိလောကဘွဲတသိအတွက်လည်းမဟုတ်ဘူးရှင်းလားသဘောပေါက်သလားကိုလမ်းကြောင်းကိုကိုစေတနာအမှန်နဲ့ကိုယုံကြည်ချက်တိုင်းဖြောင်းမြောင်းရှောင်နေတာသိရတာရှိတယ်ဘယ်သူနောက်မှမလိုက်နိုင်ဘူးဘယ်သူအနိုင်ကျင့်ခေါင်းလုံးခံသွားမှာမဟုတ်ဘူးကိုလမ်းတိုင်းကိုသွားမယ်အဲ့တော့သူတို့တတ်မှတ်ချက်နဲ့မမီလို့ဆိုပြီးတော့အကြောင်းပြချက်တွေနဲ့ခွင့်မပေးဘူးမပေးတော့ကျုပ်ကတရားပွဲလုပ်လို့ရတယ်တရားရှိတဲ့လူလောက်ကြလို့ပြောမတရားတဲ့ဥပဒေကိုဆန့်ကျင်မလိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်တဲ့နောက်ွယ်မှာတရားပွဲပိတ်တဲ့လူတွေကလည်းအနိုင်မဲ့အာဟုသူတွေဖြစ်တော့မယ်သူတို့အတွက်ဘဝတစ်ခုမဟုတ်ဘူးတန်တရားတစ်လျှောက်လုံးအတွက်ဓမ္မတရားဖြစ်တော့မယ်နောင်သူတို့အရိယသစ္စာ၄ပါးအသာထားလို့ဓမ္မနဲ့တွေ့ဖို့တော့မဖြစ်နိုင်တော့အဲ့ဒီအပြစ်ကြီးကိုကျုပ်ကမြင်နေတယ်နောက်တရားပွဲလုပ်တဲ့လူတွေကတရားပွဲပိတ်လိုက်တဲ့လူတွေပေါ်မှာတခါအဘိဓါပွားတော့မယ်အာဟုသူများတော့မယ်ပြစ်မှားခြင်းစော်ကားခြင်းတွေဖြစ်တော့မယ်အပြန်အလှန်အာဟုသူတွေဖြစ်တော့မှမလို့မပေးဘူးမင်းတို့ရက်ကိုပြောလိုက်ဘာဖြစ်လို့လုံးနဲ့အရှင်းများတယ်အာဟုသူဖြစ်ကြမှာဆိုလို့ကိုယ့်ကိုအကြောင်းပြုပြီးအာဟုသူမဖြစ်ရေးဘူးတရားပွဲပြင်နေမင်းတို့အရက်ကအစင်ပြေလားခွင့်ပြုလားတေချာမငါစီလာခဲ့တော့ပါလားကြည်ရောကျင်တတ်သလားကိုယုံကြည်ထားတယ်လားငါကိုးဝယ်တာဘုရားတရားတန်ခါကွာလို့သူတို့မဟုတ်ဘူးလို့ဘယ်ဖွဲ့စည်းမှကောကိုးကွယ်နေတာမဟုတ်ဘူးလို့ငါလမ်းငါရှောက်တော့ပါလားကြည်ရောကျင်တတ်သလားအေးအဲ့တော့အရေးကြီးတာသိက္ခာပြတ်မသွားဖို့အရေးကြီးတယ်သိက္ခာပြတ်ပြီးတော့မှဘဝရက်တည်ရမယ်ဆိုရင်အသေးပဲခံလိုက်တော့မယ်မနေတော့ဘူးရှင်းတယ်နော်သဘောပေါက်သလားကြည်အဲ့ဒီမှာယဟန်တန်ဃာတွေကိုသိက္ခာပြတ်နေတဲ့အတွက်အကျိုးလိုလားတဲ့အရိယာပုဂ္ဂိုလ်ရှင်မြတ်ကြီးများကသွားရောက်ပြီးမြတ်စွာဘုရားလျှောက်ထားတော့မြတ်စွာဘုရားအဲ့ဒီယဟန်တွေခေါ်ခဲ့ခေါ်လာပြီးချက်သားတို့မင်းတို့ပင်စွဲခဏမစင်ကြင်မဲနဲ့ပစ္စည်း၄ပါးကိုသုံးဆောင်နေကြတယ်ဆိုတာဟုတ်သလားမြတ်စွာဘုရားမေးတော့မလိမ်ရဲဘူးသူတို့ကိုယ်တိုင်လည်းဒီလိုပဲလစ်လူရှုပြီးနေကြတာဆိုတော့မှန်ပါဗျာတဲ့အေးကွာမြတ်စွာဘုရားလည်းအခုဦးဇင်းပြောတဲ့အတိုင်းပဲအစိတ်သင့်တတ်တယ်ဟေးဗါတဲ့စိတ်သင့်တတ်တယ်
မစင်မကျင်သုံးဆောင်ရင်စိတ်တင်တတ်တယ်ရှေးတုန်းကသားတို့တနင်ကေတရာသာရှင်သိမင်းကြီးတောင်မစင်ကျင်ပဲသုံးဆောင်တော့အစိတ်သင့်မှုတကွာမြတ်စွာဘုရားဒီလိုလေးပြောတော့မှယဟန်အရှင်အာနန္ဒာတို့ကအလားမရှိတော့ပါဏတ်စွာပဲအရှင်ဘုရားတဲ့အတိတ်ကဘယ်လိုသောအကြောင်းကြောင့်ကေတရာသာရှင်သိမင်းကြီးအစိတ်သင့်ရတယ်ဆိုတာဘုရားတပည့်တော်များအားအစဉ်သနာခြင်းကိုအကြောင်းပြု၍ဆုံးမတော်မူပါဘုရားတောင်းပန်လျှောက်ထားတော်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဧကွာတဲ့နားထောင်ကြအတိတ်တုန်းကပါရဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗါတဲ့ပါရဏသီပြည်ဗျမရမင်းကြီးအုပ်ချုပ်နေတော့မှာငါဘုရားအလောင်းကတကြွယ်မျိုးမှလူဖြစ်ပြီးတော့ပစ္စည်းဥစ္စာဒနာများစွာပိုင်ဆိုင်တဲ့တကြွယ်တယောက်ဖြစ်ခဲ့တယ်အဲ့ဒီတကြွယ်ကြီးမှာသူပိုင်ဆိုင်တဲ့နွားတွေကိုထိန်းကျောင်းရတဲ့နွားကျောင်းသားတယောက်ကိုနွားတွေအပ်ထားအဲ့တော့အဲ့ဒီနွားကျောင်းသားကတကြွယ်ကြီးရဲ့ပိုင်ဆိုင်တဲ့နွားတွေကိုနွားချံတစ်ချံမြို့ရွာနဲ့အလန်းခွာတဲ့နေရာအနောက်ရှက်မြို့တွေရွာတွေအနောက်ရှက်မဖြစ်အောင်အလန်းခွာတဲ့နေရာတနေရာမှာခြံဖွဲ့ပြီးတော့မှနွားတွေကိုကျောင်းအဲ့ဒီကနေပြီးတော့နွားခြံထဲရတဲ့နွားနို့တွေကပိုတဲ့စီဦးထောပတ်တွေကိုတထေးစီပို့ရတယ်အဲ့ဒီလိုနေရင်းနဲ့တဖြည်းဖြည်းနဲ့နွားကျောင်းသားကတထေးဘုရားအလောင်းတထေးစီပို့နေတဲ့နွားနို့တွေကတဖြည်းဖြည်းနဲလာတယ်စီဦးထောပတ်တွေကအရနဲလာတဲ့ထောပတ်ခါတိုင်းပုံနေတဲ့ဂါလန်နေနဲ့ပို့နေတာအခုပလင်းလေးတစ်လုံးတောင်အနိုင်ဖြစ်လာတော့မြတ်စွာဘုရားအလောင်းတော်ကမေးတယ်ဟေးနွားကြောင့်သားမင်းဘလို့ဖြစ်တာလဲကွာနွားနို့တွေနဲကုန်မင်းဘယ်သွားရောင်းစားနေတာမဟုတ်ပါဘူးတထေးရဲ့အထွက်နဲလို့ထောဘကဒီလောက်ပဲရသလားမှန်ပါတထေးမင်းငါနွားတွေရော့ကုန်သလားဒီလောက်ကြီးတော့မရော့ပါဘူးဒါဖြင့်ဘာဖြစ်သလဲပြောစမ်းဆိုတော့အဲ့ဒီဘုရားအလောင်းရဲ့နွားချံနားမှာခြင်သိတကောင်ကျက်စားနေတယ်ဗါတဲ့သားတို့သနင်းခြင်သိကြီးပေါ့လေအဲ့တော့ကေဒီယာသာခြင်သိကြီးကအနားမှာသွားလာရစ်ဝဲနေတော့နွားတွေကကြောက်စိတ်တွေဖြစ်ပြီးတော့အစာမစားနိုင်မအိပ်နိုင်ဆိုတော့ကြုံလီပြီးတော့နွားမတွေကလည်းနှုတ်မထွက်တော့နွားထီနွားမမပျော်ပိုက်တော့နွားကလေးလေးတွေလည်းမမွေးတော့ဒီတော့နွားချာနားမှာအန္တရာယ်မရှိဘူးလားဘယ်လိုရှိနေတော့ချင်းသိမင်းကြီးရှိနေတယ်အဲ့တော့ချင်းသိကအနားမှာသွားလာနေတော့ချင်းသိရဲ့အနံ့ချင်းသိရဲ့အရေးရောင်မြင်နေရတော့နွားတွေထိတ်လန့်ပြီးတော့အစာမစားနိုင်မပြောပိုက်တော့ဘူးအလုံးကြုံလီပြီးတော့ဒီလိုဖြစ်နေပါတယ်။အော်မင်းစောစောကငါမပြော။ဒါဖြင့်မင်းလိလာရန်ကွာအဲ့ဒီရှင်သိနေပုံထိုင်ပုံသွားပုံလာပုံစားပုံတောက်ပုံဘယ်လိုနေသလဲဘယ်နာမှနေသလဲဘယ်လိုပေါင်းဖော်သလဲကြည်စမ်းဆိုတော့နွားကြောင်သားကိုစုံစမ်းကြလိုက်တော့နွားကြောင်သားကဂယုတစိုက်လိလာကြည့်တဲ့အခါမှတ်သားပြီးတော့ရှင်သိကြီးအစာရှာထွက်ပုံသွားပုံလာပုံပေါင်းဖော်ပုံမှတ်သားပြီးတော့ဘုရားအလောင်းကိုပြန်ပြောတယ်တထေးကြီးပြောဒီရှင်သေးကထူးခြားချက်ရှိတယ်ဘာထူးခြားလဲသူ့မိတ်ဆွေပြောင်မတကောင်ရှိတယ်ဘာရှိတယ်သူအစာရှာပုံမှန်ထွက်တယ်ဘယ်ချိန်မှအစာရှာသွားတယ်ဘယ်ချိန်မှဟိတ်ဟောက်ပြီးအစာရှာတယ်ပြန်လာတယ်ပြီးရင်သူ့မိတ်ဆွေနဲ့အတူနေတဲ့ပြောင်မကိုသူကတော်တော်ကြီးကိုခင်မင်နစ်သက်တဲ့အတွက်တွေ့ရဆိုရင်ပြောင်မရဲ့ခန္ဓာကိုယ်ကိုနမ်းနဲ့ရှုံနဲ့ရှာနဲ့ရက်ဟာဟုတ်ပြီဘုရားအလောင်းကသိသွားပြီကဲဒါဖြင့်မင်းအဲ့ပြောင်မကိုပရိယေနဲ့အရှင်ဖမ်းလို့ရမလားအာရပါတယ်သတိကြီးဒီလောက်ကတော့မခက်ခဲပါဘူးဒါဖြင့်ဖမ်းခဲ့ကွာအဲ့တော့
ဘုရားလောင်းရဲ့အစီအမံနဲ့နွားကြောင်သားကပြောင်မကိုပိုက်ကွန်နေပါလေနဲ့ထောင်ချောက်ဆင်ပြီးဖမ်းလာတထေးကြီးပြောမင်းပြောင်မမိဗလားမိလာခဲ့ပြီအေးဒါဖြင့်ရော့အစိတ်ပေးလိုက်တယ်မပေးလိုက်တောက်တာနဲ့မြူတာနဲ့ချက်ချင်းသေးစေနိုင်လောက်တော့ပြင်းထန်တဲ့အစိတ်အဲ့ဒီစိတ်ကိုပြောင်မရဲ့ကိုယ်ပေါ်မှာလိမ့်ပေးတဲ့ရှင်သေးကမင်းပြောင်မကိုရက်တဲ့နေရာသိသလားသိတယ်အေးအဲ့ဒီနေရာကိုနာနာလေးတရက်ကို2ကြိမ်လောက်လိမ့်ပြီးတော့3ရက်လောက်လိမ့်ပြီးတော့ဒီအစိတ်ကြီးဝလာပြီဆိုရင်မင်းပြောင်မလွတ်လိုက်တော့ကွာဆိုတော့ပြောင်မကိုယ်ပေါ်မှာဘာတွေလိမ့်ပေးလိုက်လဲဟုတ်ပြီအဲ့တော့ဘုရားလောင်းဖမ်းထားလို့ဘုရားလောင်းရဲ့တထေးကနွားကြောင်သားကဖမ်းထားလို့ပြောင်မကဒီတော်ရရနေ3-4-5ရက်တန်သည်မပြောက်ဘူးလားပြောက်နေတာအဲ့ဒါစိတ်တွေလိမ့်လို့တော်တော်လေးအစိတ်ကဝပြီဆိုတဲ့အချိန်ကျမှပြောင်မကိုသူ့နေရာပြန်လွတ်လိုက်တယ်လွတ်လိုက်တော့ရှင်သေးကြီးကထုံးစံအတိုင်းပဲအစာရှာကပြန်လာတော့သူ့မိတ်ဆွေပြောင်မစီကိုလာတယ်မတွေ့ရကြတော့တကယ်ဆိုရင်တတိထားတယ်မထားတယ်ဘာလို့ပျောက်သွားသလဲဘာလို့မတွေ့တာကြသလဲဆင်ခြင်ရမယ်တတိထားဝရိယစိုက်ပညာနဲ့ကြည်ပေါ့ဟုတ်ကလားတတိဝိရိယပညာနဲ့ဆင်ခြင်မယ်ဆိုရင်ဒါအကြောင်းရှိပြီဆိုတာဆင်ခြင်လို့မရဘူးလားသို့တော့ရှင်သေးကြီးကမတွေ့တာကြတဲ့အကျွမ်းဝင်သူမိတ်ဆွေပဲဆိုပြီးပြောင်မကိုအာရပါရအလွမ်းသေးပြီးတော့ရက်အာရပါရရက်ဘာဖြစ်အစိတ်မိပြီးတော့ရှင်သေးကြီးသိတယ်ဘုရားလောင်းကမှားလိုက်တယ်မင်းအဲ့ဒီရှင်သေးကိုသေးသေးချာချာအရေးကိုဖြက်အသားကိုယူပြီးရင်ငါစီလာခဲ့ဆိုတော့မှဟိုကရတဲ့အသားဖြက်ပြီးတော့အရေးကို6လှမ်းပြီးယူလာတယ်ရှင်ကြီးမင်းကြီးရှင်တထေးကြီးရှင်သေးသိသွားပြီဘာဖြစ်လို့ဒီရှင်သေးသိသွားလဲဘာဖြစ်လို့စိတ်တင်သွားတာဟုတ်ပြီနော်တာယေသလိษံတို့မှာယံသူဆိုတာရှိမရှိအဲ့တော့အမြဲတမ်းထားဖို့လိုအပ်မလိုအပ်အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီးအမှုမဲ့မှမဲ့နေလို့အဲ့ဒီမှာမြတ်စွာဘုရားကနဝိသသေအဝိသထေဝိသထေပိနဝိသေတိနဝိသသေဝိသသာပယမနွေတိတိဟံဝမိကမာတုကဒီကထာလေးဟောလိုက်တယ်အကျွမ်းဝင်မှုမဝင်မှုပေါ့ယဉ်နီးမှုကိုမှီပြီးတော့မစင်မကျင်ပြုတော့သားတို့သမင်းချင်းသိမင်းတောင်မှဘာဖြစ်သွားလဲအစိတ်သင့်ပြီးသိရတယ်ဒါဖြင့်ခမည်းတော်ကျွတ်တို့အားလုံးဟာငါတို့ဟာမြင့်မြတ်သောဘဝဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်လူဖြစ်ရနေပါတယ်ဆိုပြီးတော့အမှုမဲ့အမှတ်မဲ့နေလို့အမှုမဲ့မမဲ့နေကြရင်တော့ဘာဖြစ်အောင်မှာတော့ဆွန်လောင်တင်ကြီးလဲဘာလို့တတ်တော့အစိတ်တတိထားတယ်မထားတယ်အဲ့တော့ဒီနေ့မြန်မာနိုင်ငံဘာဖြစ်နေတယ်ထင်ရှင်းသလားအဲ့တော့တန်ဖိုးထားအပ်တဲ့ဘဝကိုတန်ဖိုးထားတတ်ဖို့လိုအပ်မလိုအပ်အဲ့တော့ခမည်းတော်ကျွတ်တို့ဘဝအတွက်အရေးအကြီးဆုံးကပါလဲမဆိုဒီခွက်တွေအလကားချထားတာမို့ခဲတို့တရားနာတတ်အောင်အာယုံစိုက်တတ်အောင်ချပေးထားတာဟုတ်ကလားအနမတကတန်တရားတစ်ခွဲမှာခမည်းတော်ကျွတ်တို့တွေဟာခွ
ခုလိုဘုရားရှင်ရဲ့သာသနာတော်နဲ့ထိတိမိမိတွေ့ခဲ့မတွေ့ခဲ့ထိတိမိမိမတွေ့ခဲ့ကြတော့အမှန်တရားကိုသိခဲ့ကြသလားမသိခဲ့ဘူးလားမသိတာဘာခေါ်တော့အဝိဇ္ဇာပစ္စယဒါတော်တော်များများကြားဖို့နေကြပြီမသိတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးတော့ကာယကံဝစီကံမနောကံတွေမလုပ်ဘူးလားပုံညာပြီးအပုံညာပြီးတွေမလုပ်ဘူးလားလုပ်ပြီးလုံညာတော့လဲသိပြီးလုပ်တာလားမသိပဲလုပ်တာလားကဲမသိပါမသိတဲ့အဝိဇ္ဇာဥစည်းထားရင်လမ်းမှန်သိလမ်းမှန်ရောက်နိုင်ပါမလားမရောက်နိုင်တော့ကြည့်သင်္ခါရပစ္စယဘာရတော့ဝိညာဏဆိုပြီးခုခင်ဗျားတို့ပရိသေတွေဝိညာဉ်မနေခဲ့ရဘူးလားအဲ့တော့မေဝမ်းကောင်းပရိသေတွေနေခဲ့ရတာချမ်းသာသလားဆင်းရဲသလားအဲ့တော့ပရိသေဝိညာဉ်ကနေဝိညာဏပစ္စယဘာရနာမရူပဆိုပြီးဒီယုတ်ဒီနာကြီးအတွက်နေ့စဉ်ကြွေးမွေးစောင့်ရှောက်ပြုစုထိန်းကျောင်းပြီးမနေရဘူးလားမာသစ္စာဒုက္ခသစ္စာအဲ့တော့ဒီဘဝဒုက္ခရောက်နေတာအရင်ကသိခဲ့လို့လားမသိခဲ့လို့လားမေမေရောရောပေါ့ပေါ့ဆဆနဲ့ထင်ရဆိုင်ခဲ့လို့အခုဒုက္ခရောက်နေတာအခုဒီဘဝမှာလည်းခင်ဗျားတို့ဝေဒနာနောက်ကတဏှာဆိုပြီးတော့ကိုယ်ဘဝသာယာစရာအာယုံလေးတွေနောက်ဖက်လိုက်ပြီးတော့သီလသမာဓိပညာကိုအလေးမထားရင်ကာမဘဝပစ္စယဘာလာအောင်မှာဇာတိရရင်ဘာသစ္စာရဇာတိရပြီဆိုကြတဲ့ဇရာမရဏလွတ်နိုင်ပါမလားအဲ့တော့အတိတ်ကမေ့ရောခဲ့လို့အခုဘဝဇိုးနဲ့မရဘူးလားအခုထပ်ပြီးမေ့ရောမယ်ဆိုနောင်သေခြင်းဇိုးနဲ့ရှင်းသလားသဘောပေါက်သလားအဲ့တော့ကိုဘဝကိုတန်ဖိုးထားဖို့လိုအပ်မလိုအပ်အဲ့တော့မသိလိုက်မသိပါသာပဲလောက်ကြမလားသိအောင်ကြိုးစားကြမလားသဘောပါသလားဒါဖြင့်တရားနာတာဘာလုပ်ဖို့တရားနာတာမတ်ဖို့ပါမတ်တယ်ဆိုတာသိတယ်ဆိုတာကျင့်တယ်ဆိုတာတရားဆောင်မဘုရားညံကောင်းလိုက်ကြတယ်ဒါတောင်ထုံပေးပြီးထင့်ငေါ့ငေါ့ဟမ်ပြန်ဆိုသားတရားနာတာမတ်ဖို့ပါသိတယ်ဆိုတာကျင့်တယ်ဆိုတာဆောင်ဖို့ပဲဟောကြည့်အတန်တရားတစ်ခွင်လုံးမှာတရားဆောင်ခဲ့တာလားတရားနဲ့လွဲခဲ့တာလားသိတဲ့ဘဝလားမသိတဲ့ဘဝလားဒါဖြင့်အခုဒီဘဝသည်မသိနိုင်တဲ့ဘဝလားသိနိုင်တဲ့ဘဝလားအဲ့တော့ရှင်သေမင်းလိုကောင်းတောင်အစိတ်တင်းသွားတော့သေခြင်းစိုးနဲ့အခုလဲမင်းတို့တွေပေါ့ပေါ့ဆဆဆနေကြရင်အခုတောင်ဘလောက်မျိုးပြီးပဲလဲမသိဘူးရှင်းလားအမေဖေရှာကျွေးတဲ့ထမင်းပဲဆိုပြီးပေါ့ပေါ့ဆဆစားတဲ့မစားတဲ့မစားသင့်ဘူးမိဘကရှာကျွေးတဲ့ထမင်းဆိုရင်ကိုယ့်အတွက်မိဘတွေလည်းတန်ဖိုးရှိအောင်ကိုယ်လည်းအပြစ်ကင်းအောင်ဆင်ခြင်ပြီးတော့မှစားရမယ်သီလသမာဓိပညာဘာပဲလုပ်လို့နော်အခုပရိဒလုပ်နေကြတဲ့လူတွေဒီတိုင်းပဲငါတို့ကပရိဒလုပ်နေတာပဲဆိုပြီးတော့ကိုယ်အသင်းကြီးအောင်မြင်ဖို့ကြီးပွားဖို့အသင်းလက်လာပါပေါ်များဖို့ဆိုတော့လုပ်ငန်းတစ်ခုတိုင်းမှာလက်လာပါနောက်လိုက်မိရင်လည်းလမ်းမရောက်တော့မယ်သက်ကာယထင်ပေါ်ကြော်ကြားမှုနောက်လိုက်မိရင်လည်းလမ်းမရောက်တော့မယ်ဒီလောကဘွဲတစိတ်ဂုံတူးနောက်လိုက်မိရင်လည်းလာဘသက်ကာယဒီလောကဆိုတာလမ်းမှန်လားလမ်းမလားဂျင်းတ်သလားတကယ်တန်ဖိုးထားမှာလက်လာပါတွေထင်ပေါ်ကြော်ကြားမှုတွေဘွဲတစိတ်တွေအတွက်လားသီလသမာဓိပညာအတွက်အစိတ်သင်တတ်တယ်သီလသမာဓိပညာလမ်းကချော်ရင်ခင်ဗျားတို့ဘာလုပ်တတ်တော့အစိတ်သိရင်သေခြင်းစိုးနဲ့မြတ်စွာဘုရားဥပမာပေးလိုက်တယ်ချစ်သားတို့တဲ့မိကယာဇာလို့ခေါ်တဲ့သားတို့သမင်းချင်းသိမင်းတောင်မှအကျွမ်းဝင်မှုကိုအရင်တီးပြီးတော့တတိလက်လွတ်မစင်မကျင်လုံမိတဲ့အတွက်ဘာဖြစ်သွားလဲအစိတ်သိင်ပြီးသေခြင်းစိုးနဲ့အဲ့တော့မင်းတို့တွေဟာအမိကလူတာအဖကလူတာသားညီကိုမောင်တော်ကလူတာရဲ့လို့ယင်းနီးမှုကိုချစ်ခင်မှုကိုအကျွမ်းဝင်မှုကိုအရင်တီးပြီးတော့
မေယောပေါ်ဆနေတဲ့မနေတဲ့လှုပ်တဲ့မလှုပ်တဲ့အဲ့တော့အခုခင်ဗျားတို့လူဘဝရကြိုက်ကလေးမှာဘာပဲလှုပ်လို့ဘာပဲကြိုင်နေ့စဉ်နဲ့မြခင်ဗျားတို့ကျုပ်တို့တန်ဖိုးထားရမှာပါလေဒီထက်အရေးကြီးတဲ့ကိစ္စကောင်းပြီအဲ့တော့လူဘဝရောက်တော့လူမှုစီးပွားမရှာရဘူးလားရှားပါသို့တော့ဘာမထိခိုက်စေနဲ့ကဲအားလုံးမေးကြည့်မယ်သီလမပြတ်ဖဲစီးပွားရှာရင်ငွေနည်းနည်းပဲရမယ်သီလပြတ်ပြီးမှစီးပွားရှာရင်များရဘယ်လန်းလိုက်မလဲလမ်းမရွေးတတ်ဘူးပဲအခုပြောလိုက်တဲ့ထဲမှာနဲတာများတာအဓိကလားသီလသမာဓိပညာကအဓိကလားနင်တို့အာယုံထဲမှာကိုကအဲ့ဒီအနည်းအများပေါ်ရောက်နေတာအဲ့ဒါတလွဲဖြစ်နေပြီလို့မှတ်တာငါသိတာပေါ့နော်သာသမီဘွဲရအောင်တင်ပြီးရင်ခိုးမဲ့လိုင်းနဲ့ထက်လိမ်မဲ့လိုင်းနဲ့ထက်အလုံးလုံးတော့မယ်အဲ့ဒီလုံးမလုံးနဲ့တဲ့အဲ့ဒီလုံးကအောက်ဆိုင်နေတယ်ဟမ်တော့ပါလားနည်းနည်းရတယ်လို့လုပ်ခိုင်းလားများရတယ်လို့လုပ်ခိုင်းလားအောက်ဆိုင်ဆိုတာသူကအလုပ်ကိုအောက်ဆိုင်မှာအဲ့ဒါကိုသားသမီးကသူ့ဘာသူအောက်ဆိုင်မဆိုင်အိမ်ငွေများပါလာရင်ပြီးတာပဲနင်တို့အာယုံဆိုင်နေတာကိုအနေအများအခုဖြေလိုက်ကကိုနင်တို့မှန်တယ်ထင်မနေနဲ့ဗယံပရာအဖြေဟမ်သီလပြည့်ရင်နဲ့များရမယ်သီလစောင့်ထိန်ရင်နည်းနည်းရမယ်ဘယ်လန်းလိုက်မလဲသီလစောင့်ထိန်တဲ့လမ်းလိုက်ပါမယ်ဖျားလို့ဖြေမအမှန်နားလဲလားနားလဘိန်းတုံးတွေရဲ့ငါပြောရမကောင်းတော့နင်တို့အားလုံးအာယုံပြုတ်နေတာအဲ့ဒီအနေများပေါ့အာယုံပြုတ်နေတာရှင်းလားသဘောပေါက်သလားအေးဒီနေ့လမ်းမှန်မလျှောက်နိုင်တာမင်းတို့အာယုံပြုတ်မှုလွဲနေလို့မေ့နေရင်ဘာလုပ်တတ်တော့အစိတ်သိတတ်တယ်အစိတ်သိရင်တော့သေခြင်းဆိုနဲ့အယိုးယုံမသိနဲ့ဘယ်လိုသိမလို့အဲ့တော့နင်တို့သေခြင်းလားသေခြင်းဆိုနဲ့မသေခြင်းရင်တတိထားဝရိယဆိုင်ပညာနဲ့ကြည်ဟုတ်ပလားအဲ့တော့ဒါရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးမလုံနဲ့မပြောပါဘူးလုံပါကိုဝါသနာပါတာနိုင်ငံရေးသမားလည်းလုံပါမလုံနဲ့မပြောဘူးဒါပေမဲ့ဘာကိုဂရုစိုက်ရမလဲစီးပွားရေးသမားလည်းရှာပါဘာမထိခိုက်ရဘူးသီလသမာဓိပညာဆုံးရှုံးမှဥစ္စာတိုးပွားမယ်ဆိုအသေးခံလိုက်ဟဲ့မယူနဲ့တော့ရှင်းလားသီလသမာဓိပညာပြည့်ရင်ခုခင်ဗျားတို့တရားစောင့်ရင်ယာရုမတက်ဘူးတရားမစောင့်ရင်ယာရုတက်တယ်ဘယ်လားရင်ရွေးရသွားပြီယာရုတော့မလိုက်တော့ဘူးယာရုကအဓိကလားတရားအဓိကလားသင်ရတဲ့အဲ့လိုသင်မှရှေ့ကသင်တဲ့လူဘာသင်နေမှမသိဘူးနင်တို့ကျောင်းနေသင်တာဒီသိက္ခာတွေဖယ်ထားတယ်ပညာမဲ့တဲ့အတိုင်းပြီဆိုတာဒါပြောတာအတန်းအောင်တာပညာမဟုတ်ဘူးဘွဲရတာပညာမဟုတ်ဘူးရှင်းလားသဘောပေါက်သလားအတန်းတော့တကောက်လိုက်ရဟန်းများလည်းသူ့အတန်းနဲ့သူမေးလူများလည်းလူအတန်းဘွဲရပြီဘာလို့ဘွဲရပြီလမ်းတောင်စနစ်တကျမသွားတော့ဘူးအဲ့ဒါပညာတတ်လားသဘောပါလားပညာတတ်တည်ရှိရင်လောကမှာလမ်းစည်းကမ်းမော်တော်ဘီကထိန်းစရာမလိုခုမော်တော်ဘီကလည်းပညာမရှိဘူးတော်လက်တန်ရိုက်ဖို့ချောင်းနော်ဒီကိုနေတဲ့ပတ်ဝန်းကျင်ကလေးမှာလူတွေလမ်းစည်းကမ်းရင်စည်းကမ်းစနစ်တကျသွားတတ်အောင်ငါဘယ်လိုကြံဆောင်ပေးရမလဲလို့ဘယ်မော်တော်ဘီကမှမစင်စားဘူးရဲသူလည်းသူကိုယ်တိုင်ဥပဒေမသိဘူးလူတွေကိုဥပဒေနဲ့အညီနေတတ်အောင်ပညာပေးဖို့ထားလို့သူတောင်းကြီးလွတ်မရဘူးရှင်းလားကျောင်းဆရာမကျောင်းသားတွေကိုသိက္ခာရှိအောင်သင်ဖို့ထားတာ तू ကပါတိတ်အာယုံပြုနေပြီးရောသဘောပါသလားရှင်းလားဆရာဝန်လောကမှာမြန်မာနိုင်ငံရဲ့သတ်မှတ်ချက်အရစာများကျက်နိုင်တဲ့ကောင်လူတော်ဦးကွာနော်အလွတ်များရရင်လူတော်ဆိုပြီးအဲ့ဒီကောင်ကိုဆရာဝန်ပေးလိုက်တယ်ဒါမှမဟုတ်အတော်ဆုံးနေ
အဲ့လူကလည်း तू ကဆေးပညာကိုအဓိကထားတာလားပတ်စံရဖို့အဓိကထားသွားရောဆရာဝန်ပြက်တွေကြီးဖြစ်ကုန်ရှင်းလားအင်ဂျင်နီယာတော့မပြောတော့ဘူးနင်တို့တရားကြီးပြန်ကောင်းမှလားကြည့်တော့သဘောပါလားကြည်ရောကျင်တတ်သလားပယံပရပယုတ်ဒုက္ခအောက်ကြားမျက်ပေါက်တိုင်းပြည်ကလွတ်ချင်ရင်မေ့နေရင်တော့အစိတ်သင်္တာတွေရမနေနဲ့သေချင်းစိုးနဲ့သေကုန်ပဲနားလဲလားငါဩဝါဒနင်တို့ဆက်ကလည်းအဆင်မပြေပါဘူးတော့ပါလေနော်ကဲဒါဖြင့်ဒီနေ့ကစပြီးမိမိရောနေကြမလားအစိတ်မသိအောင်ကြိုးစားမလားဒါဆိုရင်တော့သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မယ်သူများလိုက်ဝေဘာနေဖို့လားကိုကိုကြည့်ဖို့လားအဲ့တော့ကိုဘဝကိုသီလသမာဓိပညာနဲ့ပြည့်စုံအောင်ထိန်းကျောင်းဖို့လိုအပ်မလိုအပ်အဲ့တော့အဲ့ဒီလိုထိန်းကျောင်းပြီးကြည့်မယ်ဆိုတော့အဆုံးပန်းနိုင်ရောက်အောင်သွားရအောင်ခင်ဗျားတို့မှာရှိတာခန္ဓာမနှစ်ပါးဒါတော့ကြိုးဟောစရာမလိုတော့ခင်ဗျားတို့သိပြီးသားဖြစ်တဲ့အတွက်နော်ခန္ဓာ၅ပါးဒီမြဲသလားမမြဲဘူးလားတကယ်ရှိတာယုတ်တရားနဲ့ယုံနာအလုံးဒီဖြစ်ပြီးတော့ဘာသစ္စာအဲ့ဒုက္ခသစ္စာကြီးသည်ဒုက္ခသစ္စာကြီးနဲ့အတူနေရတာသည်ချမ်းသာသလားဆင်းရဲလားအဲ့တော့ဒီဒုက္ခသစ္စာကြီးသည်မမောစရာရှိလားตายာစရာခုံမင်းစရာမရှိဘူးလို့သိလာရင်ဒီပေါ်မှာတွေ့တာတတ်မဲ့မှုတွေမလျော့ဘူးလားလျော့သွားရင်သေတာကသမုဒိယအကြောင်းသိရင်နောက်အကျိုးဒုက္ခလာအောင်မလားနောက်ခန္ဓာမလာတာကနိရောဓသစ္စာဘယ်နှချက်ကြိုက်သူသစ္စာ၄ပါးတရားတွေခင်ဗျားတို့မနာရဘူးလားနာထားရရင်အဲ့ဒီသစ္စာ၄ပါးဒီဘယ်ရောက်ကြောင်းတော့နိဗ္ဗာန်ရောက်ကြောင်းပဲမဲ့သီလသမာဓိပညာမပါဘဲနဲ့ရောက်မလားကျင့်တတ်ကြလားအဲ့တော့ဒီနေ့ကစပြီးသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ရှိတာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာနဲ့လာရင်လောဘဒေါသမောဟမာနဒိဋ္ဌိတွေလာအောင်မလားသီလသမာဓိပညာသာဦးစားပေးလိုက်ရင်တဏမာနဒိဋ္ဌိဦးစားပေးစရာအကြောင်းအစိတ်သိမ့်ပါအောင်မလားအဲ့တော့အစိတ်မသိမ့်တော့တာကသေတာကသမုဒိယအစိတ်မသိမ့်တော့ရင်နောင်အကျိုးဒုက္ခလာအောင်မလားသေခြင်းဆိုသေစရာမလိုတော့ဘူးအဲ့တော့သေခြင်းကင်းတဲ့နေရာပဲနေရာတော့ကဲဒီနေ့ကစပြီးသတိဝရိယပညာနဲ့နော်ရရှိထားတဲ့ဗုဒ္ဓဘာသာမြင့်မြတ်တဲ့ဘဝဒုကလေးကိုအစိတ်သင့်ပြီးတော့သေခြင်းစိုးမသေရအောင်အစိတ်သင့်တတ်တယ်လို့ကိုနေ့စဉ်သတိပေးပြီးတော့ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းရင်ဒီညနဲ့နားကြစို့ကဲငါတို့တွေမေရောနေရင်ဘာလို့တတ်အဲ့တော့အခုခဏအစိတ်ဖြည့်စည်းလေးတောက်ရရင်မကောင်းဘူးလားကောင်းရင်15မိနစ်တရားအထုတ်မယ်အရိယာဘုပြင်မာနင်တို့မျိုးထားတဲ့အစိတ်တွေပြေအောင်အထုတ်မယ်တင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့တော်ခါမမထာခေါင်းမမထာလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိတာတင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထကောင်းမမထလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးဆုံးမသတိကလေးဖြည်းဖြည်းမှန်ရှုမယ်ဖြည်းဖြည်းမှန်ပြန်ထုတ်မယ်ဝရှုမယ်ဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့မတွေ့ပါစေနဲ့ဘယ်ဘွာလည်းမပါဘူးနှုတ်တာလည်းမရှိဘူးဒီရှိပဲ
တိကထာပါတတိလက်မလွတ်ပါစေနဲ့လေးလေးမှန်မှန်ရှုမှန်မှန်ထုတ်ဝါဝါရှုဝါဝါထုတ်စိတ်မပြတ်လွတ်ပါစေနဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတ္တဝါတွေကိုတနာတော်မူလွန်းလို့ဘုရားတိုင်းကဆုံးမတပ္ပပါပတ္တအာကရဏမကောင်းမှုမှန်သမျှမလုပ်ကြနဲ့အခုတော်ကောင်းတို့တွေလူဘဝရတော့လူမှုအကျိုးစီးပွားတွေတာယသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးဒါလုပ်ကြရတယ်မလုပ်လို့မှမဖြစ်ပဲကိုဒါပေမဲ့အသိဉာဏ်ရှိတဲ့လူနဲ့အသိဉာဏ်မရှိတဲ့လူပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့လူရွေးတဲ့လမ်းချင်းကွာတယ်ပညာမဲ့တွေကနေ့စဉ်နဲ့အမျှအစိတ်တွေကိုမျိုးနေတယ်အစိတ်ဆိုတာမျိုးမိတောက်မိတဲ့လူကိုပျက်စီးစေတယ်ဆုံးရှုံးစေတယ်ဒီတိုင်းပဲတာယသမီးရေးစီးပွားရေးအတွက်သီလကျင့်ဝတ်တွေအပြည့်ခံကြတယ်သီလပြတ်တော့သမာဓိပြတ်တယ်သမာဓိပြတ်တော့ပညာဆုံးရှုံးတယ်ဘဝရဲ့အနှစ်သာရတွေပျောက်ဆုံးသွားတယ်အဲ့ဒါပညာမဲ့တဲ့ပုဂ္ဂိုလ်တွေနေ့စဉ်အစိတ်တွေမျိုးနေတာသိချင်းဆုံးသိဖို့ပေါ့တကယ်တော့လူဘဝရဲ့အနှစ်သာရဟာသီလသမာဓိပညာတို့ဗုဒ္ဓသာသနာတော်ကြီးဟာဒါပဲယဟန်ဘဝရဲ့အနှစ်သာရဟာသီလသမာဓိပညာပဲယဟန်ပိသတဲ့သီလယဟန်ပိသတဲ့သမာဓိယဟန်ပိသတဲ့ပညာပြည့်စုံနေရမယ်လူဒီတိုင်းပဲလူပိသတဲ့သီလလူပိသတဲ့သမာဓိလူပိသတဲ့ပညာဒီနေ့ကမ္ဘာအလယ်မှာလိုက်ကြည့်လိုက်သိတာပါတယ်ဦးဇင်းတို့နိုင်ငံအတော်များသွားလာကြည့်ပြီးပါပြီတိုးတက်နေတဲ့နိုင်ငံတိုင်းဟာသီလကျင့်ဝတ်တွေမြင့်မားနေကြတယ်နိုင်ငံကြီးရဲ့နိုင်ငံအလိုက်ကျင့်ဝတ်နိုင်ငံသားတွေနိုင်ငံသားပိသဒီနေ့အမေရိကန်နိုင်ငံကြီးကမ္ဘာမှာတစ်ဖြစ်နေတာအကြောင်းပဲမဟုတ်ဘူးမသိမမြင်တဲ့ပညာမဲ့တွေကနာလဘိန်းတုံးတွေကထင်ရလျှောက်ပြောပြီးဝေဖန်နေတာသွားကြည့်လိုက်အောင်အမေရိကန်ကိုဘယ်လိုအမေရိကန်ရောက်သွားတယ်အမေရိကန်မှာနေတဲ့မြန်မာလူမျိုးတွေရှိပါတယ်လေ့လာကြည့်တယ်သူတို့တွေအမေရိကန်နိုင်ငံသားအဖြစ်ခံယူတော့မယ်ဆိုရင်လူတိုင်းကြောင်းတက်ရတယ်ဘာကြောင့်လဲနိုင်ငံကြီးသားကျင့်ဝတ်တင်နန်းကြောင့်နိုင်ငံကြီးသားကျင့်ဝတ်တွေကိုစံမွဲအောင်မှနိုင်ငံသားဖြစ်ခွင့်ရတယ်သူတို့နိုင်ငံမှာနေရင်ဒီကျင့်ဝတ်တွေစောင့်ထိန်နိုင်မှနေပါတဲ့အဲ့ဒါသီလပါပဲနောက်တမာတိမော်တော်ဘိကယ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလမ်းစည်းကမ်းကိုလိုက်နာကြတယ်ရက်ဆိုတဲ့နေရာမှာရက်တယ်ကြည်ဆိုတဲ့နေရာကြည်တယ်ရက်ပြီးကြည်ပြီးမှသွားဆိုရင်ဘယ်သူရှိမရှိရက်ကြည်ပြီးမှသွားတယ်ဟိုသိချစ်စရာကောင်းတာသူတို့ကျင့်ဝတ်လေးတွေတယောက်ကိုတယောက်ဦးစားပေးတဲ့လူတိုင်းစည်းကမ်းရှိနေကြတော့ကြော်တက်တဲ့ကကြားဝင်တဲ့ကကြားဖြတ်တဲ့ကမရှိဘူးမြန်မာနိုင်ငံမှာတော့မရပါဘူးသူထက်ကဥပုလူအရက်တကယ်ကိုသိခါချင်းရှင်ကြည့်မြန်မာပြည်ကအတော်ရှက်စရာကောင်းကျင့်ဝတ်သိခါတွေကိုလူတိုင်းဖောက်ပြက်နေကြတော့လမ်းကလည်းလမ်းနဲ့တူတဲ့လမ်းဒီနေ့ထိမင်းတို့မသုံးရသေးဘူးအေယာဝတီတိုင်းအဆိုးဆုံးပေါ့ဖောက်ထားတဲ့လမ်းတွေကကြိုးကြောင်အုတ်ကြားမြက်ပေါက်လမ်းဖို့တဲ့မြေမှမဟုတ်ပဲတွေ့ရမြေကောက်ဖို့ကြုံသလိုခင်းဗျံပရာလှုပ်ထားတာကျင့်ဝတ်ဖောက်ပြက်နေကြ
အဲ့တော့သူတို့နိုင်ငံတွေမှာကြည်လမ်းလေးတွေလည်းညီတို့ဖြူးလို့ကားမောင်းနေမောင်းနေလို့မောင်းနေမှမသိဘူးငိမ့်နေဩသိက္ခာရှိတဲ့နေရာနေရတာတဲစိတ်ချမ်းသာတယ်တယောက်ကိုတယောက်အနောက်ရှက်ကင်းအောင်မြန်မာပြည်အတန်ချက်ဆက်ကြီးတွေအလှမင်္ဂလာဆောင်ဖွင့်သူများအနောက်ရှက်ဖြစ်မဖြစ်မသိဘူးဘယုံသုံးကဘယုံဒုက္ခတကယ်နိုင်တဲ့အတိုင်းပြီဒီတော့သူတို့တွေတိုးတက်သွားတာသီလတို့တွေဒီတိုင်းပဲနေကြတော့မလားကျင့်ဝတ်သိက္ခာကိုအကောင်းဆုံးဖြစ်အောင်ပညာဆိုလို့အားဆုံးကိုဦးဇင်းကဒါလေးတိုက်တွန်းခြင်းပညာမဲ့တွေနေတော့သိက္ခာကိုတန်ဖိုးထားရကောင်းမှမသိဘူးအခွင့်ဒုက္ခလူဒန်းစားဆိုတာမရှိဘူးသူတို့မှာကျင့်ဝတ်သိက္ခာအတိုင်းပဲသွားတယ်တမာရီရှိတယ်ကြည့်လိုက်တော့အားလုံးဟာပညာတတ်တွေကြီးပဲဘွဲရထားတာကိုပြောတာမဟုတ်ဘူးပညာတတ်ဆိုတာအဲ့တော့အားလုံးအဲ့ဒီနိုင်ငံတွေဘာလို့တိုးတက်နေသလဲဗုဒ္ဓဘာသာမဟုတ်ပါဘူးသူတို့လူတိုင်းရဲ့စာဝတ်နေရေးကိုသိက္ခာရှိအောင်တိဆောက်ပေးထားတယ်လူတိုင်းမှာလုံလောက်တဲ့နေ့စဉ်ဝင်ငွေတွေရှိအောင်တိဆောက်ထားတယ်ဒီနိုင်ငံမှာသိက္ခာမရှိတဲ့အမြတ်ကြီးစားလုပ်ငန်းရှင်များကအလုတ်သမားတွေကိုနိုင်ထက်စီးနှင်းနဲ့ခေါင်းပုံဖြတ်ပြီးတော့မတန်တဆအကြီးတွေနဲ့အမြတ်များရအောင်လုပ်ပြီးတော့တမန်အာဇီဝဆိုတဲ့ညီမျှတဲ့စီဝါရေးစီကိုမသွားဘူးလေပိုင်ရှင်ကြီးကလေကစပားတွေအထွက်တိုးလို့ကောက်ဆိုင်သမတွေပေါက်စုပေးတာမရှိပါဘူးစပားရိတ်တဲ့လူပေါက်စုပေးတာမရှိပါဘူးပမာပြည်မှာဘာမှသာတို့ညီမအကျိုးစီးပွားဆိုတာမရှိဘူးမတန်တဆလုံအားကတွေနဲ့နှိမ်ကျင်တိုင်းနှိမ်ပြီးတော့ကိုယ်ဘဝပတ်ဝန်းကျင်ကိုယ်လောကကိုအတိတ်ပဲရှိအောင်အနှစ်သာရရှိအောင်ထူထောင်ဖို့မကြိုးစားကြပဲနဲ့ဘသူသေးငတေမှပြီးရောဆိုတဲ့လမ်းကိုရှောက်ခဲ့ကြတဲ့အတွက်ဒီနေ့မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးဆိုတာကွယ်ပြောက်လူနီးအထိဖြစ်နေပါပြီတတိမထားမိကြလို့ပါကျုပ်တို့ကတော့မြင်နေတော့ငပွားကြီးဖြစ်ပြီးအပြောခံနေရတယ်ခဲတို့နေ့စဉ်စားတော့နေတဲ့အစားအသောက်တွေထဲမှာအစိတ်တွေပါနေပြီနေ့စဉ်သွားလာနေမှုထဲမှာအန္တရာယ်တွေကြာရောက်နေပြီဆိုင်ကယ်စီးသွားတယ်နောက်မီးကွက်မီးမလင်းဘူးအမောင်ထဲမှာကိုသူများမမြင်နိုင်ဘူးအန္တရာယ်ရှိပါလားလို့မသိဘူးပညာမဲ့တွေကဗယံပရာသွားတယ်လမ်းသွယ်တွေကထွက်လာတဲ့လမ်းသွယ်ဆိုတာလမ်းမပေါ်တက်ရင်လမ်းသွယ်တောင်းမှရက်ကိုရရတယ်ရက်ပြီးတော့ကြည့်ပြီးတော့အန္တရာယ်ကင်းမှထွက်ရတယ်ဘယ်သူမှမကြည့်ပါဘူးဗျာသူ့ရောက်ခမခင်းထားတဲ့ပိုင်တဲ့လမ်းကျနေတာပဲဝုန်းကနေထွက်လာတယ်သိချင်းစိုးသိကုန်ဘဝပြည်မှာ accident ကြောင့်နေစဉ်ဒဏ်ရာရသေကြည်နေတဲ့စရင်သာနေတိုင်းကြည်ညာပေးနိုင်ရင်သိကောင်းပါဦးဇင်းထင်ပါတယ်ဒီနေ့ကိုလူ100ထက်မနည်းနေ့စဉ်သေနေတယ် accident နေ့စဉ်ဆေးရုံမှာကျိုးပဲ့ဒဏ်ရာရတဲ့လူတွေမရင်နိုင်ပါဘူးဦးဇင်းတို့လေ့လာကြည့်တယ်မန္တလေးဆေးရုံတရုံနဲ့တဲ့ဆေးရုံကြီးတရုံနဲ့တဲ့ဒီနေ့ accident လူနံ at least အနည်းဆုံး300ထက်အောက်မကြဘူးဒါလေးကိုကြည့်လိုက်တစ်မျိုးတည်းရှိသေးတာအဲ့ဒါပညာမဲ့တွေဆိုတဲ့သက်သေပြနေတယ်မရှက်ကြသေးဘူးလားမကြောက်ကြသေးဘူးလားအန္တရာယ်ဖြစ်နေတဲ့အစားအစာတွေအန္တရာယ်ဖြစ်နေတဲ့အသုံးဆောင်တွေတတိလက်လွတ်သုံးဆောင်နေကြတော့မဲလားအစိတ်တွေမျိုးလို့မဝကြသေးဘူးလားလူမျိုးရောနိုင်ငံရောသာသနာရောပြောင်းလိမ့်မယ်အချင်းချင်းရန်ဖြစ်နေကြတာနဲ့တိဆောက်ရမယ့်လမ်းစဉ်တွေပျောက်ကုန်ပြီတတိလက်မလွတ်ကြပါစေနဲ့